နက်ဖျားရီစီကနေအစားအစာတွေရဖို့စောင့်နေကြတာမနာလို့မဖြစ်ကြပါနဲ့ဒီစကားထွက်လာတာနဲ့တခဏအတွင်းမှာပဲစူညံသွားပါတယ်ရွာသားအများစုကတော့မယုံကြည်ကြပါဘူးကောင်းမလေးတယောက်ရဲ့အပြစ်တင်တာကိုခံရမယ်ပေါ့လေဒါပေမဲ့အင်ကိုတိတ်တိတ်လေးပြန်သွားတဲ့ညံကောင်းတဲ့ရွာသားတွေလည်းအများကြီးရှိပါတယ်စောင့်ကြည့်နေတဲ့ရွာသားတွေတဖြည်းဖြည်းနဲလာတာကိုတွေးလိုက်ရတယ်ဘေးနာကယွင်ချင်းရောင်ကလည်းဝင်မပြောဘဲမနေနိုင်တော့ဘူးလင်းရှိကကျမညီမကိုစာတင်ပေးတဲ့ဆရာမပါသူ့စကားကိုကျမယုံနဲ့နောက်ပြီးဒါကတိတ်အလုရှုပ်တာမှမဟုတ်တာမယုံရင်တော့ငှက်သေးဖို့ပဲစောင့်နေကြတော့ရွာသားတွေလည်းလူရှင်းသွားတာကိုကြည့်ပြီးမှသတိဝင်လာပြီးဘာမှထပ်မမေးတော့ပါဘူးဟုတ်တယ်ငါတို့ဘာတွေငင်းခုန်နေကြတာလဲလူအများကြီးလဲထွက်သွားကြပြီပဲဒီလိုပြောပြီးရွာသားတွေအားလုံးအိမ်ကိုအမြန်ပြန်သွားကြတယ်3မိနစ်ပဲကြာသေးတယ်ရွာသားတွေရဲ့တဝက်ကျော်ကခြံထဲမှာရေနဲ့အစားအစာတွေထည့်လို့ရတဲ့ဆန်အိုးတွေပုံးတွေကိုထုတ်ထားလိုက်ကြတယ်ယွင်ချင်းရောင်ကတော့မယုံတဝက်ယုံတဝက်နဲ့ကောင်းကင်ကိုမော့ကြည့်နေတယ်သူကခုနကလင်းရှိစကားပြောတော့ကကူပြောပေးခဲ့ပေမဲ့အပြေအဝတော့မယုံသေးဘူးသူ့ညီမယွင်ချင်းဝမ်ကလည်းအဲ့ဒီလိုမျိုးပြောဘူးလို့ပါအဲ့ဒီတုန်းကသူ့ညီမပိုက်စားပြီးမူးလဲသွားတယ်လို့ပဲထင်ခဲ့တာအခုပြန်တွေးကြည့်တော့သူ့ညီမနဲ့လင်းရှိမြင်ခဲ့တာတွေကအတူတူပဲဖြစ်နေမလားယွင်ချင်းအောင်ကသူ့ညီမကိုအိမ်ပြန်ခေါ်သွားခြင်းပေမဲ့ယွင်ချင်းဝမ်ကကျွန်တော်ရဲ့ညွှန်ကြားချက်ကိုမှတ်မိပြီးသူ့အမလက်ကိုရုံထွက်လိုက်တယ်အမကြီးကျမမှာနက်ဖျားပေးထားတဲ့တာဝန်တွေလုပ်เสียရှိသေးတယ်ယွင်ချင်းဝမ်ကငငယ်ကလေးကတိုင်းပညာလေ့ကျင့်လာတာဆိုတော့ထူးခြားပြီးမွေးရပါခွန်အားလည်းရှိတယ်တာမန်လူတွေကသူ့ကိုဘလို့မှမရှင်နိုင်ဘူးယွင်ချင်းရောင်ကလည်းသူ့ညီမဆုံးဖြတ်ပြီးသွားပြီဆိုတာသိလို့ထပ်မတားတော့ပဲအိမ်ကိုအရင်ပြန်သွားတယ်လင်းရှိကလည်းအိမ်တအိမ်ချင်းစီကိုတကားလိုက်ခောက်ပြီးနက်ဖျားတွေကအစားအစာတွေပေးတော့မယ်ဆိုတာကိုသတင်းသွားပေးတယ်ဒါပေမဲ့ရွာသားတွေရဲ့ဆဲဆူချိန်မောင်းတာကိုပဲခံရတယ်မျက်နှာထားခတ်ထန်တဲ့အမျိုးသမီးတစ်ယောက်ကခါထောက်ပြီးလင်းရှိကိုလက်ညှိုးထိုးကဒေါသတကြီးနဲ့ပြောတယ်ငါကချင်းရံပဲနင်ကဒီလိုလူစားမျိုးမှမထင်ထားဘူးငါမိသားစုရဲ့အစားအစာတွေကိုလူချင်တာလားလက်ကပဲငါတို့မိသားစုလည်းဒီနေ့အစားအစာတွေအများကြီးကောက်ရထားတယ်နင့်ကိုဘလို့လှုပ်လူခွင့်ပေးမလဲယွင်ချင်းဝမ်ဘလောက်ပဲရှင်းပြအမျိုးသမီးကနားမထောင်ဘူးနောက်ဆုံးတော့စိတ်မရှိတော့တဲ့ယွင်ချင်းဝမ်ကအဲ့ဒီအမျိုးသမီးအိမ်ရဲ့တကားကိုကန်ဖွင့်လိုက်တယ်သူ့ရဲ့မွေးရပါခွန်အားတွေကချက်ချင်းကိုအသုံးဝင်သွားပြီးအမျိုးသမီးကိုလန့်သွားစေတယ်ဒါပေမဲ့ယွင်ချင်းဝမ်ကအမျိုးသမီးကိုသူတို့အိမ်ကရေစီအလွတ်ကိုခြံထဲထုတ်ထားဖို့ပဲခိုင်းတာပါဒါကိုကြားတော့အမျိုးသမီးလည်းထပ်မငင်းရတော့ပဲယွင်ချင်းဝမ်ပြောတဲ့အတိုင်းလိုက်လုပ်တဲ့အကုန်လုပ်ပြီးသွားတော့လင်းရှိလည်းလှည့်ထွက်လာခဲ့တယ်တကားမဖွင့်တဲ့တခြားရွာသားတွေကတော့ယွင်ချင်းဝမ်ထပ်ပြီးအကြမ်းဖက်မှာကိုကြောက်လို့အတန်ကြားတာနဲ့တကားတွေဖွင့်ပေးထားလိုက်ကြတယ်အဖွားအိုတယောက်ကတစ်သားတုပ်ကိုကင်ပြီးပြေးထွက်လာတယ်အရှိကနေပေါ့နင်ကငါအိမ်ကစားစာတွေကိုလူချင်တာလားငါ့ကိုအရင်ကြော်သွားလိုက်ဦးလင်းရှိကတော့အခုချိန်မှာအကျင့်ပါနေပြီဆိုတော့အဖွားအိုရဲ့တစ်သားတုပ်ကိုအေးအေးဆေးဆေးရှောင်လိုက်တယ်ပြီးတော့အဖွားအိုအိမ်ကစီပိုင်းကြီးကိုခြံထဲမြက်ဆဆန်ချပေးပြီးလှည့်မကြည့်ပဲထွက်လာခဲ့တယ်လင်းရှိအဲ့ဓာတွေအကုန်လုပ်ပြီးသွားတော့အဖွားအိုလည်းချက်ချင်းကြောင်အံ့ဖြစ်သွားတယ်တစ်ဖက်မှာလည်းလင်းရှိကကျွန်တော်ရဲ့ညွှန်ကြားချက်ကိုမှတ်မိပြီးအိမ်တကားတွေလိုက်ခောက်ပြီးအကြောင်းကြားတယ်လိုက်ချပေးလိုက်တယ်တရွာလုံးနီးပါးသူတို့ခြံထဲမှာစုဝေးရောက်ရှိနေကြပြီယွင်ချင်းဝမ်ရဲ့အဖြစ်ပေးတာကိုခံရတဲ့ရွာသားတချို့တောင်ရောက်နေကြပြီးနက်ဖျားကသာအစားအစာတွေမဖန်ဆင်းပေးရင်တော့ယွင်ချင်းဝမ်နဲ့ဝမ်လင်ရှိတို့လူအများရဲ့ဝိုင်းပစ်တင်တာကိုခံရမယ့်မြင်ကွင်းကိုစောင့်ကြည့်နေကြပြီအောက်ကိုငုံကြည့်လိုက်တော့ရွာသားတွေအားလုံးအစင်သင့်ဖြစ်နေတာကိုတွေးလိုက်ရတယ်ချက်ချင်းပဲဇုံးကိုထုတ်ပြီးငါးသားတုံးနည်းနည်းကိုခက်ယူလိုက်တယ်ရွှေရန်ချန်ထဲကစီပိုင်းကြီးတဲ့ကိုအရင်ဆုံးထည့်ပေးလိုက်တယ်ရွှေဝမ်နဲ့သူ့ညီမကချက်ချင်းပဲဒူးထောက်ပြီးကျေးဇူးတင်ကြတယ်ပြီးတော့အိမ်တိုင်းကိုငါးသားတုံးတွေလိုက်ဝေပေးလိုက်တယ်ကျွန်တော်လုပ်ရက်ကပျော်ရွှင်နေတဲ့ရွာသားတချို့ရဲ့မျက်နှာတွေကိုပြောင်းလဲသွားစေတယ်သူတို့အားလုံးကြောက်လက်လက်နဲ့မြေကြီးပေါ်ဒူးထောက်ချလိုက်ကြတယ်ခုနကသူတို့လုပ်ရက်တွေကြောင့်နက်ဖျားတွေကိုစော်ကားသလိုဖြစ်သွားမှာကိုစိုးရိမ်နေကြတယ်လီတီပူရှန်ရွာသားတွေကကျွန်တော်မျက်နှာနဲ့ခန္ဓာကိုယ်ကိုမမြင်ရဘူးလေထဲမှာဝေရမ်းနေတဲ့မီတာ90လောက်ရှိတဲ့ဇွန်းကြီးကိုပဲမြင်ရတာပါပြီးတော့အငွေ့တစ်ထောင်ထောင်ထနေတဲ့အစားအစာတွေကိုချပေးလိုက်တယ်နက်ဖျားကတကယ်နက်ဖျားပဲနက်ဖျားကတနာကျင်နာစွာနဲ့အစားအစာတွေပေးသနာတော်မူပြီးငါတို့တော့အသက်ရှင်ပြီးနက်ဖျားတက်တော်ရကျော်ရှိပါစေဆိုတဲ့အတန်တွေတစ်ခုပြီးတစ်ခုထွက်ပေါ်လာတယ်ခဏနေတော့အိမ်တိုင်းကစီပိုင်းကြီးထဲမှာမွေးကြိုင်နေတဲ့ငါးသားလုံးတွေအပြည့်ဖြစ်သွားတယ်ရွာသားတွေကသူတို့ရှိကအစားအစာတွေကိုကြည့်ပြီးတတွေးတွေမျိုးချနေကြတယ်ရွာသားတယောက်ကရိုသေလေးစားတဲ့မျက်နှာထားနဲ့မော်ကြည့်ပြီးမေးတယ်နတ်ဖျားကျွန်တော်တို့ဘယ်တော့စားရမလဲကျွန်တော်လက်ဝဲရမ်းပြလိုက်တယ်အားလုံးစားကြပါဗိုက်စားရင်ဘာမှချုပ်တဲမနေနဲ့လင်းရှိကကျွန်တော်စကားကိုရွာသားတွေကိုပြန်ပြောပြတယ်နောက်တစ်စက္ကန့်မှာပဲရွာသားတွေကအစားအစာတွေကိုအငမ်းမရစားကြတော့တယ်ဒီလိုပြောရင်းယွင်ချင်းဝမ်ကိုကြည့်ပြီးမျက်မှောင်ကျုပ်လိုက်မိတယ်လင်းရှိကဖြည်းဖြည်းချင်းစကားပြောတယ်တိမ်တွေကကြည်လင်ပြီးရွှင်လန်းနေတဲ့နှွေးထွေးတဲ့စိတ်သက်တွေကလည်းနှွေးထွေးနေတဲ့ရွာသားတွေဘိုင်းမပြေတာကြပြီလေ
သူတို့ကိုဆင်းသွားဖို့ပြောလိုက်ဖြစ်ဖြစ်စားဖို့ပဲပြောလိုက်နောင်ကြရင်နင်းတို့အားလုံးကိုအချိန်မှန်အစားအစာတွေကျွေးမယ်လင်ရှိကကျွန်တော်စကားကိုပြန်ပြောပြပြီးတဲ့နောက်မှာရွာသားတွေအားလုံးမျက်ရည်တွေဝဲလာကြတယ်အားလုံးတူးထောက်ပြီးဥညွတ်ကြတယ်ဘိုးဘွားတွေကိုကျေးဇူးတင်ပါတယ်ဘိုးဘွားတွေရဲ့လက်ဆောင်တာမရှိရင်ကျွန်တော်တို့တမိသားစုလုံးငတ်တေတော့မှလို့ပြောပြီးရွာသားတွေကဥချဖို့ပြင်ကြတယ်ကျွန်တော်လည်းယဉ်ချင်းဝမ်ကိုရွာသားတွေရဲ့လုပ်ရက်ကိုအမြင်တားခိုင်းလိုက်တယ်ဒါကကျွန်တော်တက်နိုင်တာကိုလုပ်ပေးတာပါဒီလောက်ကြီးကျယ်တဲ့အခမ်းအနားတွေလုပ်เสียမလိုပါဘူးစကားဆုံးတာနဲ့လင်ရှိကမရပါဘူးနတ်ဖျားကဒီလိုမျိုးလုပ်လို့ပဲဖြစ်မလဲအရှင်ကကျွန်တော်တို့ရဲ့ကယ်တင်ရှင်ပါလို့ပြောတယ်လင်ရှိရဲ့ညင်မရတဲ့မျက်နှာထားကိုကြည့်ပြီးကျွန်တော်လည်းသဘောတူတဲ့အနေနဲ့ခေါင်းညှိပြလိုက်ရတယ်ဘာဖြစ်လို့လဲဆိုတော့ရွာက3နှစ်တိုင်မိုးခေါင်နေတာကိုရုတ်တရက်ကောင်းကင်ဘော်ကနေဘာမှမတောင်းဆိုပဲကြာလာတဲ့အရာတစ်ခုဆိုတော့အားလုံးကကြောက်ရွံ့ကြမှာပဲလေရွာသားတွေကကျွန်တော်အကြံပေးချက်ကိုနားထောင်ပြီးတဲ့နောက်မှာအငမ်းမရမစားကြတော့ဘူးအားလုံးကဖြည်းဖြည်းချင်းရွေးချယ်ပြီးအစားအစာရဲ့အရာတာကိုမြည်ဆန်းကြတယ်ရွာသားတယောက်ချင်းစီရဲ့မျက်နှာပေါ်ကကျဉ်နဲ့နေတဲ့အမူအရာကိုမြင်နေရတယ်ရွာသားတွေအတွက်တော့ထမင်းမှန်မှန်စားရတာကတကယ်ကိုပျော်စရာကောင်းတဲ့ကိစ္စတစ်ခုပါပဲယွင်ချင်းရောင်ကကိုယ်တိုင်လှုပ်ထားတဲ့ဘီတက်ကလထိုင်ပေါ်မှာထိုင်နေတဲ့သူ့ဖွားကိုအခန်းထဲကနေတွန်းထုတ်လာတယ်ဒါကိုမြင်တော့ယွင်ချင်းဝမ်ကချက်ချင်းပြေးသွားတယ်သူ့လက်ထဲကငါးသားလုံးကိုအဖွားကိုကမ်းပေးတဲ့အဖွားဘိုက်စာနေပြီမလားမြန်စားလိုက်ဒီမှာအများကြီးရှိသေးတယ်အဖွားကလေးဖြက်ကလေးကအခန်းထဲမှာပဲနေရတာဆိုတော့ခုနကဘာဖြစ်သွားလဲဆိုတာဘာမှမသိဘူးသူ့လက်ထဲကပကံကိုကင်ပြီးမယုံနိုင်တဲ့အမူအရာနဲ့ကြည့်နေတာကိုတွေ့လိုက်ရတယ်ဒါကငါအသားပဲအဲ့ဒီလိုပြောပြီးနောက်အဖွားရဲ့မျက်နှာထားပြောင်းသွားတာကိုတွေ့လိုက်ရတယ်ချိုင်းထောက်ကိုကောက်ကင်ပြီးသူ့ညီမကိုရွေလိုက်တယ်ယွင်ချင်းဝမ်ကတုတ်တချောင်းလိုပဲဒီလောက်တန်ဖိုးရှိတဲ့ဟာကိုနင်ဘယ်ကရလာတာလဲခိုးလာတာလားယွင်ချင်းရောင်ကအမြန်ရှင်းပြတဲ့အစားအစာတွေကိုနတ်ဖျားကပေးသနာတာပါဒါပေမဲ့အဖွားကဒါကိုကြားတော့ပိုပြီးဒေါသထွက်သွားတယ်နတ်ဖျားဒီခေတ်ကြီးမှာနတ်ဖျားကဘယ်ကလာမှလဲနင်ငါကိုလိန်နေတော့မဲလားတကယ်လို့နတ်ဖျားသားတကယ်ရှိရင်အရင်ကဘာလို့ထွက်မလာတာလဲယွင်ချင်းဝမ်ကဒါကိုကြားတော့နတ်ဖျားတွေကိုဒေါသထွက်စေမှာဆိုလို့သူ့ဖွားရဲ့ပါးစပ်ကိုအမြန်ပိတ်လိုက်တယ်နောက်တစ်စက္ကန့်မှာပဲယွင်ချင်းဝမ်ကတောင်းပန်တဲ့မျက်နှာနဲ့ကျွန်တော်ကိုကြည့်တယ်နတ်ဖျားတောင်းပန်ပါတယ်ကျမအဖွားကတမင်လောက်တာမဟုတ်ပါဘူးဒါပေမဲ့ယွင်ချင်းဝမ်ကနတ်ဖျားကဒီကိစ္စကိုအပြစ်တင်မှာမဟုတ်ဘူးလို့စိတ်ထဲကနေခံစားနေရတယ်ဘာဖြစ်လို့လဲဆိုတော့ယွင်ချင်းဝမ်ကျွန်တော်မျက်လုံးထဲမှာမြင်ရတာကတနာတာမဟုတ်ပဲလေးစားမှုဖြစ်နေလို့ပါတကယ်တော့မဟုတ်ပါဘူးကျွန်တော်လက်ဝဲရမ်းပြလိုက်တယ်ကျွန်တော်ဘာမှဂရုမစိုက်ပါဘူးဘာပဲဖြစ်ဖြစ်အဲ့ဒီလိုပြောပြီးလူတိုင်းရဲ့စီပိုင်းတွေကိုရေးဖြည့်ပေးပြီးထွက်လာခဲ့တယ်လီတီပူရှန်ရွာသားတွေဟာနောက်ဆုံးတော့သူတို့ရဲ့အခြေအနေဆုံးအစားအစာကိုစားလိုက်ရပါပြီဘိုက်ဝသွားတဲ့ရွာသားတွေကကွင်းပြင်အလဲမှာစုဝေးပြီးရွာရဲ့ခေါင်းဆောင်ကိုဘယ်သူလုပ်မလဲဆိုတာဆွေးနွေးကြတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနှစ်တွေအတွင်းလူတွေအများကြီးငတ်တေခဲ့လို့ရွာမှာခေါင်းဆောင်မရှိတာကြာပါပြီအဲ့ဒီအချိန်မှာအားလုံးကလင်းရှိဟာဘ ഹു တုတကြွယ်ဝပြီးနတ်ဖျားတွေကိုမြင်နိုင်လို့ဥဆောင်တင်တယ်လို့ထောက်ခံကြတယ်လင်းရှိကပရိသတ်ထဲကလင်ချင်းဝမ်ကိုလက်ညှိုးထိုးပြတယ်ချင်းဝမ်လည်းနတ်ဖျားတွေကိုမြင်နိုင်တဲ့သူကကျွန်တော်ကိုဒီဥဆောင်မှုမှာပါဝင်ကူညီပေးဖို့မျှော်လင့်ပါတယ်ချင်းဝမ်ရဲ့ခွန်အားကကြီးမားတယ်သူနဲ့ဆိုရင်ကျွန်တော်တို့ရွာကိုပိုကောင်းအောင်တေချာပေါက်လုပ်နိုင်မှာပါတခြားရွာသားတွေကကန့်ကွက်เสียမရှိပေမဲ့ယွင်ချင်းဝမ်ကတော့ကြောက်လန့်တကြားနဲ့တုံဆိုင်ဆိုင်ပြောတယ်ရှင်ကအရန်ဘ ഹു တုတကြွယ်ဝတာပဲရွာသားတွေကိုရှင်းပါတာဥဆောင်နိုင်ပါတယ်လင်ရှိကယွင်ချင်းဝမ်ကိုဆွဲကင်လိုက်တယ်ဘလို့လှုပ်ဖြစ်နိုင်မှာလဲအခုငါတို့နှစ်ယောက်ပဲနတ်ဖျားရဲ့မျက်နှာအစစ်ကိုမြင်နိုင်တာလေဒါတွေအားလုံးကတိုက်ဆိုင်မှုလို့ငါမယုံဘူးလင်ရှိကလက်မောင်းကိုမြောက်ပြီးယွင်ချင်းဝမ်ရဲ့ခေါင်းကိုပုတ်တက်လိုက်တယ်မြမလေးလင်ရှိကပြုံးလိုက်တယ်ပြီးတော့သူကပြောတယ်နောက်ပြီးနင်ကရွာမှာခွန်အားအကြီးဆုံးပဲလေနင့်ကိုဘသူကနောက်ဆုတ်နေတယ်လို့ပြောနိုင်မှာလဲနင်ကငါတွေ့ဘူးသမျှထဲမှာအတော်ဆုံးကောင်းပါလေးပဲယွင်ချင်းဝမ်ကရုတ်တရက်စိတ်လှုပ်ရှားသွားပြီးမျက်ရည်တွေဝဲလာတယ်ဒါကသူ့ကိုဒေါသကြီးတဲ့ယောက်ျားတစ်ယောက်လိုမပြောဘဲမိန်းကလေးတစ်ယောက်လိုပထမဆုံးပြောခံရတာပါလင်ရှိကယွင်ချင်းဝမ်ကိုစိုက်ကြည့်တယ်နောင်ကြရင်ငါကရွာရဲ့ကိစ္စတွေကိုစီစဉ်ဖို့တာဝန်ယူမယ်နင်ကရွာသားတွေကိုအကောင့်ထဲပေါ်ဖို့စီယုံပေးငါတို့အတူတူအလုပ်လုပ်ကြမယ်နတ်ဖျားရဲ့တာဝန်ပေးချက်ကိုပြည့်စုံအောင်လုပ်ဖို့ကြိုးစားကြမယ်ယွင်ချင်းဝမ်ကအတတ်တရောကောင်းကြီးပြတယ်မကြခင်မှာပဲလင်ရှိကရွာရဲ့စီးမြင့်တစ်တွေကိုကြီးညာတယ်လင်ရှိရဲ့ကျေလောင်တဲ့အတန်ကိုပဲရွာသားတွေကြားရတယ်ခုနကနတ်ဖျားပေးသနာတဲ့ကြည်လင်တဲ့ရေတွေကိုအားလုံးမြင်ပြီးပြီလို့ထင်ပါတယ်အခုချိန်ကစပြီးငါတို့တယောက်ချင်းစီနေတိုင်းရေချိုးရမယ်အဝိစားတွေအိယာခင်းတွေအကုန်လုံးကိုလည်းထုတ်ပြီးပြန်လျှော်ရမယ်နားမလဲတဲ့ရွာသားတချို့ကမေးခွန်းတွေမေးကြတယ်ငါတို့နတ်ဖျားအတွက်ရုပ်တုတစ်ခုအရင်မတိဆောက်တင်ဘူးလားဘာလို့နေတိုင်းရေချိုးရမှာလဲပြီးတော့ရေကအရန်တန်မှုရှိတာကိုဒါအရန်ဖြုံးတိရကြတယ်ဟုတ်တယ်အဲ့ဒီအချိန်မှာယွင်ချင်းဝမ်ကလင်းရှိပါဆိုလို့လဲဆိုတာကိုချက်ချင်းသဘောပေါက်သွားတယ်ရွာသား
နတ်ဖျားရဲ့ရုပ်တုကိုတော့တိဆောက်ရမှာပေါ့ဒါပေမဲ့နင်တို့ဘယ်နှစ်ရက်လောက်ရေမချိုးရသေးဘူးလဲဆိုတာကြည့်လိုက်ဦးတကူလုံးနန်ဟောင်နေတာပဲဒါဘိုးဘွားတွေကိုစော်ကားရမကြဘူးလားရွာသားတွေကသူတို့ရဲ့စုပ်ပြတ်နေတဲ့အဝတ်စားတွေကိုကြည့်ပြီးအားလုံးရှက်သွားကြတယ်ချက်ချင်းပဲဒုတိယမြောက်ရွာစီမင်းကိုကြီးညာတယ်ဒီနေ့နတ်ဖျားကအိမ်နိုင်ရာရောက်အစားအစာတွေလိုက်ဝေတယ်ဒါအရန်ပင်ပန်းတယ်ငါတို့ဒီမှာအစားအစာတွေထည့်ဖို့ကွန်တိန်နာတစ်ခုတိဆောက်တင်တယ်ဒါမှနတ်ဖျားကအစားအစာတွေပြီးတဲ့အခါပို့အဆင်ပြေမှာဝင်းကခေါင်းခါပြတယ်ငါလုံးမယ်အိုးငါတို့နောက်ထပ်ရေစီကြီးတစ်ခုတိဆောက်တင်တယ်ဘာပဲဖြစ်ဖြစ်အစားအစာတွေကိုရေအရင်းမြင့်နဲ့တီးတန့်ထားဖို့လိုတယ်လေပြီးတော့ရေပိုက်တစ်ခုဆက်ပြီးစပါးခင်းပေါ်မှာထားလိုက်မယ်ဒါဆိုအားလုံးကမြစ်ထဲကနေရေခတ်ဖို့ပင်ပန်းလှုပ်เสียမလို့တော့ဘူးအဲ့ဒီလိုပြောပြီးလင်းရှီကယွင်ချင်းရောင်ကိုလှည့်ကြည့်ပြီးချင်းဝမ်ကိုမေးတယ်ငါပြောတာပြီးနင့်မှာထပ်ဖြစ်เสียရှိသေးလားယွင်ချင်းဝမ်ကမေးစေကိုပုတ်ပြီးစဉ်းစားလိုက်တယ်ချက်ချင်းပဲသူ့မျက်လုံးတွေအယောင်လဲသွားတယ်အရင်ကနတ်ဖျားကသူ့နာမည်ကိုရှောင်ကျင်ဟန်လို့ပြောတယ်ငါတို့ရွာကိုနတ်ဖျားရဲ့နာမည်ပေးရင်မကောင်းဘူးလားဒါပေမဲ့ဘာနာမည်ပေးရမလဲလင်းရှီကလည်းဒီအကြံကအရန်ကောင်းတယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့နတ်ဖျားတွေကရွာကိုဘလောက်ကြာမျက်နှာသာပေးမယ်ဆိုတာသူတို့မသိဘူးလေဒါပေမဲ့ရွာကိုနတ်ဖျားရဲ့နာမည်နဲ့ဆက်ပေးလိုက်ရင်တော့နတ်ဖျားတွေရဲ့မျက်နှာသာပေးမှုကိုတေချာပေါက်ရမှာပဲလင်းရှီကနတ်ဖျားအပြာနဲ့အဖြူညီမလေးဆိုတဲ့ဂုံပုံးနဲ့လိုက်ဖက်မဲ့နာမည်တစ်ခုကိုချက်ချင်းစဉ်းစားလိုက်တယ်။နေ့အကြံကအရန်မိုက်တာပဲနတ်ဖျားရဲ့နာမည်မှာအေးဆက်တယ်ဆိုတဲ့စကားလုံးပါတယ်။သူကကြည်လင်တဲ့ရည်တွေကိုလည်းပေးသနာတယ်။ရွာကမိုးခေါင်နေတာကိုလည်းအဖြေရှင်းပေးတယ်။ဒါဆိုဘာလို့အဲ့ဒီရွာလို့မခေါ်ရမှာလဲ။လင်းရှီအဆိုပြုတဲ့နာမည်ကိုရွာသားတွေကတညီတညွတ်တည်းလက်ခံကြတယ်ပြီးတော့လင်းရှီကရွာသားတွေကိုအလုပ်လုပ်ဖို့ညွှန်ကြားလိုက်တယ်။ကျွန်တော်ကတော့မေးစေးကိုလက်ထောက်ပြီးခုနကဘီလိန်တွေရဲ့အစီအစဉ်တွေအားလုံးကိုတိတ်တိတ်လေးစောင့်ကြည့်နေတယ်ဘီလိန်တွေဒီလောက်မြင်ဆန်ဆန်လှုပ်ရှားမယ်လို့မထင်ထားဘူးရွာတစ်ကိုတော့ကျွန်တော်နာမည်ပေးလိုက်သေးတယ်လီတီပူရှန်နိုင်ငံရဲ့အသစ်ရေးဆွဲထားတဲ့ရွာစီးမြင့်တွေအတွက်ကျွန်တော်တိတ်မပါဝင်ခဲ့ပါဘူးသူတို့လွတ်လွတ်လပ်လပ်လုပ်နေတာကိုပဲစိတ်ဝင်စားနဲ့စောင့်ကြည့်နေလိုက်တယ်ရုတ်တရက်ကျွန်တော်ရှေ့ကိုညင်ညင်တတလေးကင်လိုက်တယ်လီတီပူရှန်နိုင်ငံရဲ့ကောင်းကင်ယံမှာပုံရိပ်တစ်ခုချက်ချင်းပေါ်လာတဲ့ကလေးတွေအများကြီးကစိတ်လှုပ်ရှားစွာနဲ့အော်ဟစ်လိုက်ကြတယ်နတ်မင်းကြီးဒီမှာရှိနေပြီဆိုပေမဲ့တခြားရွာသားတွေမော်ကြည့်လိုက်တော့ဘာမှမမြင်ရဘူးကျွန်တော်ကတော့စိတ်မကောင်းဖြစ်မိတယ်အရွယ်မရောက်သေးတဲ့နတ်ဖျားပေးသနာတဲ့ကြည်လင်တဲ့ရေတွေကိုအားလုံးမြင်ပြီးပြီလို့ထင်ပါတယ်အခုချိန်ကစပြီးငါတို့တယောက်ချင်းစီနေတိုင်းရေချိုးရမယ်အဝိစားတွေအိယာခင်းတွေအကုန်လုံးကိုလည်းထုတ်ပြီးပြန်လျှော်ရမယ်နားမလဲတဲ့ရွာသားတချို့ကမေးခွန်းတွေမေးကြတယ်ငါတို့နတ်ဖျားအတွက်ရုပ်တုတစ်ခုအရင်မတိဆောက်တင်ဘူးလားဘာလို့နေတိုင်းရေချိုးရမှာလဲပြီးတော့ရေကအရန်တန်မှုရှိတာကိုဒါအရန်ဖြုံးတိရကြတယ်ဟုတ်တယ်အဲ့ဒီအချိန်မှာယွင်ချင်းဝမ်ကလင်းရှိပါဆိုလိုလဲဆိုတာကိုချက်ချင်းသဘောပေါက်သွားတယ်ရွာသားနတ်ဖျားရဲ့ရုပ်တုကိုတော့တိဆောက်ရမှာပေါ့ဒါပေမဲ့နင်တို့ဘယ်နှစ်ရက်လောက်ရေမချိုးရသေးဘူးလဲဆိုတာကြည့်လိုက်ဦးတကူလုံးနန်ဟောင်နေတာပဲဒါဘိုးဘွားတွေကိုစော်ကားရမကြဘူးလားရွာသားတွေကသူတို့ရဲ့စုပ်ပြတ်နေတဲ့အဝတ်စားတွေကိုကြည့်ပြီးအားလုံးရှက်သွားကြတယ်ချက်ချင်းပဲဒုတိယမြောက်ရွာစီးမြင်းကိုကြီးညာတယ်ဒီနေ့နတ်ဖျားကအိမ်နိုင်ရာရောက်အစားအစာတွေလိုက်ဝေတယ်ဒါအရန်ပင်ပန်းတယ်ငါတို့ဒီမှာအစားအစာတွေထည့်ဖို့ကွန်တိန်နာတစ်ခုတိဆောက်တင်တယ်ဒါမှနတ်ဖျားကအစားအစာတွေပြီးတဲ့အခါပို့အဆင်ပြေမှာဝင်းကခေါင်းခါပြတယ်ငါလုံးမယ်အိုးငါတို့နောက်ထပ်ရေစီကြီးတစ်ခုတိဆောက်တင်တယ်ဘာပဲဖြစ်ဖြစ်အစားအစာတွေကိုရေအရင်းမြင့်နဲ့တီးတန့်ထားဖို့လိုတယ်လေပြီးတော့ရေပိုက်တစ်ခုဆက်ပြီးစပါးခင်းပေါ်မှာထားလိုက်မယ်ဒါဆိုအားလုံးကမြစ်ထဲကနေရေခတ်ဖို့ပင်လှုပ်เสียမလို့တော့ဘူးအဲ့ဒီလိုပြောပြီးလင်းရှီကယွင်ချင်းရောင်ကိုလှည့်ကြည့်ပြီးချင်းဝမ်ကိုမေးတယ်ငါပြောတာပြီးနင့်မှာထပ်ဖြစ်เสียရှိသေးလားယွင်ချင်းဝမ်ကမေးစေကိုပုတ်ပြီးစဉ်းစားလိုက်တယ်ချက်ချင်းပဲသူ့မျက်လုံးတွေအယောင်လဲသွားတယ်အရင်ကနတ်ဖျားကသူ့နာမည်ကိုရှောင်ကျင်ဟန်လို့ပြောတယ်ငါတို့ရွာကိုနတ်ဖျားရဲ့နာမည်ပေးရင်မကောင်းဘူးလားဒါပေမဲ့ဘာနာမည်ပေးရမလဲလင်းရှီကလည်းဒီအကြံကအရန်ကောင်းတယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့နတ်ဖျားတွေကရွာကိုဘလောက်ကြာမျက်နှာသာပေးမယ်ဆိုတာသူတို့မသိဘူးလေဒါပေမဲ့ရွာကိုနတ်ဖျားရဲ့နာမည်နဲ့ဆက်ပေးလိုက်ရင်တော့နတ်ဖျားတွေရဲ့မျက်နှာသာပေးမှုကိုတေချာပေါက်ရမှာပဲလင်းရှီကနတ်ဖျားအပြာနဲ့အဖြူညီမလေးဆိုတဲ့ဂုံပုံးနဲ့လိုက်ဖက်မဲ့နာမည်တစ်ခုကိုချက်ချင်းစဉ်းစားလိုက်တယ်နေ့အကြံကအရန်မိုက်တာပဲနတ်ဖျားရဲ့နာမည်မှာအေးဆက်တယ်ဆိုတဲ့စကားလုံးပါတယ်သူကကြည်လင်တဲ့ရည်တွေကိုလည်းပေးသနာတယ်ရွာကမိုးခေါင်နေတာကိုလည်းအဖြေရှင်းပေးတယ်ဒါဆိုဘာလို့အဲ့ဒီရွာလို့မခေါ်ရမှာလဲလင်းရှီအဆိုပြုတဲ့နာမည်ကိုရွာသားတွေကတညီတညွတ်တည်းလက်ခံကြတယ်ပြီးတော့လင်းရှီကရွာသားတွေကိုအလုပ်လုပ်ဖို့ညွှန်ကြားလိုက်တယ်ကျွန်တော်ကတော့မေးစေးကိုလက်ထောက်ပြီးခုနကဘီလိန်တွေရဲ့အစီအစဉ်တွေအားလုံးကိုတိတ်တိတ်လေးစောင့်ကြည့်နေတယ်ဘီလိန်တွေဒီလောက်မြင်ဆန်ဆန်လှုပ်ရှားမယ်လို့မထင်ထားဘူးရွာတစ်ကိုတော့ကျွန်တော်နာမည်ပေးလိုက်သေးတယ်
လီတီပူရှန်နိုင်ငံရဲ့အသေးရေးဆွဲထားတဲ့ရွာစီးမြင့်တွေအတွက်ကျွန်တော်တိတ်မပါဝင်ခဲ့ပါဘူးသူတို့လွတ်လွတ်လပ်လပ်လုပ်နေတာကိုပဲစိတ်ဝင်စားနဲ့စောင့်ကြည့်နေလိုက်တယ်ရုတ်တရက်ကျွန်တော်ရှိကိုညင်ညင်တတလေးကိုင်လိုက်တယ်လီတီပူရှန်နိုင်ငံရဲ့ကောင်းကင်ယံမှာပုံရိပ်တစ်ခုချက်ချင်းပေါ်လာတဲ့ကလေးတွေအများကြီးကစိတ်လှုပ်ရှားစွာနဲ့အော်ဟစ်လိုက်ကြတယ်နတ်မင်းကြီးဒီမှာရှိနေပြီဆိုပေမဲ့တခြားရွာသားတွေမော်ကြည့်လိုက်တော့ဘာမှမမြင်ရဘူးကျွန်တော်ကတော့စိတ်မကောင်းဖြစ်မိတယ်အရွယ်မရောက်သေးတဲ့ကလေးတွေတောင်နတ်မင်းကြီးကိုမြင်ရတာငါတို့ကဘာလို့ဘာမှမမြင်ရတာလဲရွာသားတွေရဲ့မျက်နှာပေါ်ကဝမ်းနဲ့နေတဲ့အမူအရာကတော်တော်လေးတိတာနေတယ်ဘာလို့လဲဆိုတော့ရွာသားတွေအတွက်ကျွန်တော်ကမမြင်နိုင်တဲ့သူတယောက်ဖြစ်နေလို့ပဲရွာထဲမှာနတ်မင်းကြီးရဲ့မျက်နှာသာပေးခံရတာဘာကြောင့်လဲဆိုတာကိုသူတို့မသိကြဘူးကံကောင်းတယ်လို့စိုးရိမ်စရာကောင်းတယ်လို့သူတို့ခံစားနေကြရတယ်ဒီအခြေအနေကိုရင်ဆိုင်ရတော့ကျွန်တော်ကလက်တွေ့လုပ်ပြဖို့ရွေးချယ်လိုက်တယ်ပြီးတော့ရွာသားတွေကိုလမ်းဖယ်ပေးဖို့အမိန့်ပေးလိုက်တယ်ယွင်ချင်းဝမ်ကဒါကိုကြားတာနဲ့ရွာသားတွေကိုချက်ချင်းဖယ်ခိုင်းလိုက်တယ်တမိနစ်တောင်မကြာလိုက်ဘူးရွာလဲခေါင်ကကွင်းပြင်တစ်ခုရှင်းသွားတယ်ကြည်လိုက်နောက်တစ်စက္ကန့်မှာပဲကောင်းကင်ဘော်ကနေကျွေးပကံလုံးကြီးတစ်လုံးကျလာတယ်ချက်ချင်းပဲမြေကြီးပေါ်မှာတွင်းနယ်ကြီးတစ်ခုပေါ်လာတယ်ကျွေးပန်းကံလုံးကြီးကအဲ့ဒီထဲမှာမြင်းမြန်စွာဝင်သွားတယ်ပြီးတော့နှုတ်နှစ်ယောက်အရီတွေစီးကျလာပြီးကျွေးပန်းကံလုံးထဲကိုပြည့်သွားတယ်လေထဲမှာလဲနွားနှုတ်နှံတွေတင်းပြန့်နေတယ်ဒီအချိန်မှာပဲမှုကြိုင်တဲ့အနှံ့ကြောင့်လောဘကြီးတဲ့ရွာသားတွေရှိကိုတိုးလာကြတဲ့အမျိုးသားတစ်ယောက်ဆိုရင်အရန်စိတ်လှုပ်ရှားလုံးပြီးမြေကြီးပေါ်ကကြောက်တုံးကိုခလုတ်တိုက်မိကနွားနှုတ်ပကံလုံးထဲကိုတန်တန်မတ်မတ်ပြုတ်ကျသွားတယ်တကယ်ကြီးနွားနှုတ်နဲ့ရေချိုးလိုက်ရတယ်လို့ပဲရွာသားတွေဒီမြင်ကွင်းကိုမြင်တော့အားလုံးကြောက်လွန်းလို့စကားတောင်မပြောနိုင်ကြတော့ဘူးရွှေနင်းတယောက်ပဲရှိကိုပြေးထွက်သွားတယ်သူကအဲ့ဒီသတိလက်လွတ်ဖြစ်သွားတဲ့လူကိုကယ်ချင်တာဒါပေမဲ့ရွှေနင်းသူ့ရှိမရောက်ခင်မှာတင်ကျွန်တော်ရဲ့လက်နဲ့ချောင်းနဲ့ညင်ညင်တတလေးညစ်ပြီးအဲ့ဒီလူရဲ့အင်ဂျီဆုံးကနေချက်ချင်းဆွဲတင်ပြီးကယ်လိုက်တယ်ဒီအချိန်မှာကယ်တင်ခံလိုက်ရတဲ့အမျိုးသားကကြောက်လန့်ပြီးတုန်ရင်နေပြီးတေဘေးကနေကက်လွတ်လာပေမဲ့သူချက်ချင်းတူးထောက်ပြီးတောင်းပန်တော့တယ်နတ်မင်းကြီးခုနကဟာကျွန်တော်မားပါကျေးဇူးပြုပြီးစိတ်မဆိုးပါနဲ့ဒီလိုပြောလိုက်တော့တခြားရွာသားတွေလည်းဒူးထောက်ပြီးတောင်းပန်ကြတယ်နတ်မင်းကြီးသူတို့ကိုအပြစ်မပေးဖို့မျှော်လင့်နေကြပေမဲ့ကျွန်တော်ကတော့တခုမှနားမထောင်ခဲ့ဘူးကျွန်တော်မျက်လုံးတွေကကော်ဖီအောင်ပြောင်းသွားတဲ့နွားနို့ကိုပဲကြည့်နေတယ်ကျွန်တော်ပါဇက်ထောင်ဆွန်းလေးတွန့်သွားတယ်ဒီအယောင်ကဘာလို့ဒီလောက်တောင်တူနေရတာလဲထားလိုက်ပါတော့အရန်ညစ်ပတ်နေပြီးအတစ်တလုံးနဲ့လဲလိုက်တာပိုကောင်းမယ်တွေးလိုက်တဲ့အတိုင်းပဲနွားနို့ပါတဲ့ကျွေပကံလုံးကိုကျွန်တော်ယူလိုက်တယ်နွားနို့ရှိခဲ့တယ်ဆိုတာကိုတက်တေပြနေတဲ့တွင်းနဲ့ကြီးတစ်ခုပဲကြံခဲ့တော့တယ်ရွာသားတွေဒါကိုမြင်တော့အားလုံးထိတ်လန့်သွားကြတယ်သူတို့ရဲ့လုပ်ရက်ကနတ်မင်းကြီးကိုဒေါသထွက်စေခဲ့ပြီလို့ထင်သွားကြတယ်နတ်မင်းကြီးကလက်ဆောင်ကိုပြန်ရုပ်သိမ်းသွားပြီရွာကိုမျက်နှာသာမပေးတော့ဘူးပေါ့ဒီကိစ္စရဲ့တရားခံဖြစ်တဲ့အမျိုးသားကတော့ပိုပြီးစိတ်ပြအားငယ်နေပုံရတယ်တခြားရွာသားတွေရဲ့ဝိုင်းဝန်းခဲ့ရတာကိုခံရမယ့်အကြောင်းတွေးပူနေပုံပဲအိုးမဲ့အိမ်မဲ့ဖြစ်ပြီးတောထဲမှာဆိုးရွားစွာတည်ဆုံရမယ့်အထီးကျန်မြင်ကွင်းပေါ့ကဘာငယ်လေးတွေကလူသေးသေးလေးတွေရဲ့အခြေအနေကပိုဆိုးလာတယ်စူညံနေတဲ့အတန်တွေကကျွန်တော်အာယုံကိုချက်ချင်းဖန်ဆားလိုက်တယ်အဲ့ဒီအချိန်ကြာမှခုနကလှုပ်ရဲ့ကြောင့်ရွာသားတွေကြားမှာနားလည်မှုလွဲသွားတယ်ဆိုတာကျွန်တော်သဘောပေါက်လိုက်တယ်အကြောင်းရင်းကိုကျွန်တော်ချက်ချင်းရှင်းပြလိုက်တယ်မလန့်ကြပါနဲ့ငါထွက်မသွားပါဘူးဒီနွားနို့ကညစ်ပတ်သွားလို့ပါတောက်လို့မရတော့လို့ပါနောက်ထပ်အစ်စ်တစ်လုံးငါထပ်ပေးပါမယ်ဒါကိုကြားတော့ဝမ်လင်ရှီကရွာသားတွေကိုကျွန်တော်စကားတွေအမြန်ပြန်ပြောပြတယ်ရုတ်တရက်စူညံတန်တွေပျောက်သွားတယ်အဲ့ဒီအစားရွာသားတွေကကြောက်လန့်နေပုံရတယ်ရွာသားတွေကောင်းကင်ကိုမုံမကြည့်ပဲမနေနိုင်ကြတော့ဘူးနတ်မင်းကြီးကစိတ်မဆိုးတဲ့အပြင်ဒီလောက်သဘောကောင်းလိုက်မယ်လို့သူတို့မထင်ထားခဲ့ကြဘူးရွာသားတွေတက်ပြင်းချလိုက်ကြတယ်နတ်မင်းကြီးကသဘောကောင်းလိုက်တာကျွန်တော်တို့လိုရွာလေးကိုတော့အောက်ကျပြီးဆက်ဆံပေးတယ်ဒါကတင်ကျွန်တော်တို့အတွက်ကြီးမားတဲ့ကောင်းကြီးတစ်ခုပါနွားနို့ကညစ်ပတ်နေလို့ဘာဖြစ်လဲနတ်မင်းကြီးပေးသနာထားတဲ့၍သူတို့ကတွန်းဆုတ်မနေပဲတောင်းနိုင်ကြတာပဲလင်ရှီကရွာသားတွေကိုကြည့်လိုက်တဲ့အားလုံးအခုပဲအိမ်ပြန်ပြီးရေချိုးကြပါရေဖြုံးတီးမှာကိုမကြောက်ပါနဲ့ကိုတန်ရှင်းနေအောင်တေချာချိုးကြပါနတ်မင်းကြီးကြည့်ရတာစိတ်ချမ်းသာအောင်နေကြပါစကားလဲဆုံးရောရွာသားတွေအားလုံးအဲ့ဒီမှာဆက်မနေကြတော့ဘူးအားလုံးရေချိုးဖို့အိမ်ပြန်သွားကြတယ်ညစ်ပတ်တဲ့ရေစွန့်ထင်းသွားတဲ့နွားနို့လေးဖြစ်သွားလို့နတ်မင်းကြီးကပကံလုံးလိုက်တိုက်ရိုက်တုံပစ်လိုက်တာကိုကြည့်ရင်နတ်မင်းကြီးရဲ့မျက်စိထဲမှာအညစ်ကြေးဆိုတာလုံးဝမရှိဘူးဆိုတာပြနေတယ်ရုတ်တရက်ရွာသားတယောက်ကဝမ်လင်ရှီနဲ့ယွင်နင်တို့ကိုလက်ညှိုးထိုးပြီးအော်လိုက်တယ်ငါသိပြီးနတ်မင်းကြီးကတန်ရှင်းတာကိုနှစ်သက်တာပဲဒါကြောင့်ဝမ်လင်ရှီနဲ့ယွင်ချင်းဝန်တို့လောက်ပဲနတ်မင်းကြီးကိုမြင်နိုင်ကြတာကိုဒီစကားလဲထွက်လာရောရွာသားတွေရဲ့မျက်လုံးတွေကစင်းမြင့်ပေါ်ကလူနှစ်ယောက်စီရောက်သွားတယ်လင်ရှီကဆင်းရဲသွားတဲ့သမီးပြိုလေးတယောက်ပါဒါပေမဲ့ရုပ်ရည်သွင်းပြင်းပဲဖြစ်ဖြစ်ဝတ်စားဆင်ရင်မှုပဲဖြစ်ဖြစ်အားလုံးကနုညံ့တိမ်မွေးမှုကိုဖော်ပြနေတယ်ယွင်ချင်းဝမ်ကရွာမှာကြီးပြင်းလာတာဆိုပေမဲ့မိသားစုမှာတဦးတည်းသောသမီးဖြစ်လို့အချစ်ခံရတယ်တောသူတောင်သားဆိုတဲ့အရေးအယောင်လုံးဝမရှိဘူးကလေးတွေကိုချီထားတဲ့ရွာသားတွေကတော့နားမလည်နိုင်ပဲခေါင်းကုတ်နေကြတယ်မဟုတ်သေးဘူးလေ
ငါကလေးတွေကနေတိုင်းညစ်ပတ်အောင်စော့နေတာဘာလို့နတ်မင်းကြီးကိုမြင်ရတာလဲရွာသားတွေရဲ့ဒီတန်တရားကိုဖြေရှင်းပေးဖို့အတွက်ချက်ချင်းပဲအားလုံးကိုမေးလိုက်တယ်ခမရတို့တဲကဘသူတွေကနတ်မင်းကြီးကိုမြင်နိုင်လဲကျမစီမှာလာစင်းသွင်းကြပါအဲ့ဒီလိုပြောပြီးတော့ရွာသားအများပြားကသူတို့ကလေးတွေနဲ့အတူစရင်သွင်းဖို့တန်းစီလိုက်ကြတယ်နောက်ဆုံးတော့ဝမ်လင်ရှီကခေါင်းငုံပြီးသူ့လက်ထဲကစရင်ကိုကြည့်လိုက်တယ်သူရဲ့ယွင်ချင်းဝမ်ရဲကလွဲရင်အသက်10နှစ်အောက်ကလေးတွေလောက်ပဲနတ်မင်းကြီးကိုမြင်နိုင်တယ်ဆိုတာတွေးလိုက်ရတယ်ဝမ်လင်ရှီလည်းဘာကြောင့်လဲဆိုတာစဉ်းစားလို့မရဘူးရွာသားတွေလည်းခေါင်းရှုပ်သွားကြတယ်ဒီအချိန်မှာယွင်နင်ကသူ့အဖွားကိုဘီတက်ကလတ်ထိုင်နဲ့တိုးထုတ်လာတယ်အဖွားရဲ့မျက်နှာကတီးကြည့်နေတာကိုတွေးလိုက်ရတယ်ဒီလူတွေနတ်မင်းကြီးကိုမြင်နိုင်တဲ့အကြောင်းရင်းကနက်နဲတဲ့အတိတ်ပဲတစ်ခုရှိရမယ်အသက်10နှစ်အောက်ကလေးတွေကအဖြူစင်ဆုံးစိတ်ထားရှိကြတယ်ပြီးတော့ဝိညာဉ်ဆရာမလေးကမိန်းကလေးတစ်ယောက်ဆိုပေမဲ့ငါတို့ရွာမှာတော့ယဉ်ကျေးမှုအရှိဆုံးသူပဲအရင်ကယွင်ချင်းဝမ်ရဲ့အဖြစ်ပေးတာခံခဲ့ရတဲ့ရွာသားတစ်ယောက်ကမယုံကြည်တဲ့မျက်နှာထားနဲ့သူ့ကိုလက်ညှိုးထိုးပြီးမေးတယ်ယွင်ချင်းဝမ်ကြတော့ရောသူကကြောင်းတောင်မနေဘူးလားဘာလို့နတ်မင်းကြီးကိုမြင်ရတာလဲဒါကိုကြားတော့ယွင်ချင်းဝမ်ကသူ့ကိုဒေါသထွက်တော်မလို့ဖြစ်သွားတယ်အဖွားကသူ့လက်ကိုဆန်တန်းပြီးယွင်ငင်ကိုတားလိုက်တယ်ပြီးတော့ဂုံယူဝင်းကြွားတဲ့မျက်နှာထားနဲ့စကားပြောတယ်ဒါကငါမြေလေသူကငငယ်ကလေးကတိုင်းပညာလေ့ကျင့်လာရုံတည်းမကဘူးမွေးရပါထူးခဲ့တဲ့ခွန်အားလဲပါလာတယ်ငါတို့ရွာမှာအတန်မာဆုံးယောက်ျားတော်ငါမြေးကိုနိုင်မှာမဟုတ်ဘူးလို့ငါရဲကြီးပြောရဲတယ်မကြေနဲ့ရင်လာဆန်းကြည့်လို့ရတယ်ယွင်ဝမ်ကဒလို့ဆူရှာတဲ့အကြည့်နဲ့ကြည့်လိုက်တယ်ရွာသားတွေကယွင်ဝမ်ရဲ့ကြောက်စရာကောင်းတဲ့အကြောင်းကိုရုတ်တရက်ပြန်တတိယသွားကြတယ်တကိုယ်လုံးတုံရီသွားကြတယ်ပြန်ခံပြောဖို့စကားတခွန်းတော့မဟရဲတော့ဘူးတခြားရွာသားတွေကအဖွားရဲ့စကားကိုကြားတော့အားလုံးကထောက်ခံတဲ့အနေနဲ့ခေါင်းငိတ်ကြတယ်ဟုတ်တယ်သူတို့နှစ်ယောက်ပေါင်းလိုက်ရင်စာပေတစ်ယောက်တိုင်းပညာတစ်ယောက်အတိအကျပဲတရွာလုံးကမိန်းကလေးနှစ်ယောက်ရဲ့အုပ်ချုပ်မှုအောက်မှာရှိနေပေမဲ့ဘယ်သူမှမေးဖို့မထုတ်ကြဘူးဘာပဲဖြစ်ဖြစ်အခုကဟန်မင်းဆက်ရဲ့တတိယနှစ်ကိုရောက်နေပြီလေအချိန်တွေကကြာမြင့်စွာအလားတဖြစ်ခဲ့ရပြီးဗိုက်ပြေးဖို့လောက်ကသာအရေးကြီးဆုံးပဲကျွန်တော်ကတော့အိတ်ခမ်းထဲကကလတ်ထိုင်ပေါ်မှာထိုင်နေတဲ့ကဘာငယ်လေးတွေကအရာအလုံးကိုစောင့်ကြည့်နေရင်ဒီလူတွေကျွန်တော်ကိုမြင်နိုင်တဲ့အကြောင်းရင်းကဘာလဲဆိုတာမသိရပေမဲ့ပေါ့အဖွားပြောသလိုတကယ်လည်းဖြစ်နိုင်တယ်ဒါပေမဲ့စနစ်ကတော့ဒါတွေအားလုံးကိုသိနိုင်မှာသိကြတယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒါကိုဂရုမစိုက်ဘူးဘာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့လူသေးသေးလေးတွေကိုပြုစုပြိုးထောင်တဲ့ကိစ္စကိုမထိခိုက်သေးဘူးပေါ့နွားတို့ပြန်ဖြည့်ထားတဲ့ကျွေးပကံလုံးကိုတွင်းကြီးထဲပြန်ထည့်ပေးလိုက်တဲ့ရွာသားတွေကလည်းဝမ်လင်ရှီရဲ့စနစ်တကျအမိန့်ပေးမှုအောက်မှာတယောက်ပြီးတယောက်တန်းစီပြီးယူကြတယ်ဝမ်လင်ရှီကကျွန်တော်ကိုလူသေးလေးစားစွာမောကြည့်လာတယ်နတ်မင်းကြီးကျွန်တော်တို့ကအရှင်မင်းကြီးအတွက်နတ်ဖျားရုပ်တုတစ်ခုတိဆောက်ပေးခြင်းပါတယ်နေတိုင်းကိုးကွယ်ပူဇော်ခြင်းလို့ပါကျွန်တော်လက်ခါပြပြီးမြင်လိုက်တာကိုသူတွေ့သွားတယ်ဝမ်လင်ရှီရဲ့မျက်နှာထားကချက်ချင်းကိုထိတ်လန့်သွားတယ်နတ်မင်းကြီးကရုပ်တုကိုမနစ်သက်ရင်ရွာထိပ်မှာနတ်မင်းကြီးရဲ့နာမည်ကိုရေးထိုးထားတဲ့အညစ်အကြေးကင်းစင်တဲ့ကြောက်တိုင်တစ်ခုစိုက်ထူပေးလို့လည်းရပါတယ်နေတိုင်းတန်ရှင်းရေးလုပ်ပေးပါမယ်နတ်မင်းကြီးကိုအမြဲတမ်းတန်ရှင်းပြီးအညစ်အကြေးကင်းအောင်ထားပါမယ်ဒါကိုကြားတော့ကျွန်တော်ပါဇက်ထောင်ဆုံးလေးတွန့်သွားတယ်ဘာဖြစ်လို့လဲငါကဘာလို့ငငယ်ရွယ်ရွယ်နဲ့အုတ်ကူစိုက်ထူခံရမှလဲချက်ချင်းပဲကျွန်တော်ခေါင်းထဲရောက်လာတယ်အားလုံးတန်းစီပြီးပန်းဖြူတွေလာပေးနေတဲ့မြင်ကွင်းပေါ့ကျွန်တော်ခေါင်းကိုအမြန်ခါလိုက်တယ်မလုပ်ပါနဲ့တွေးကြည့်တာနဲ့တင်ကြက်သီးတွေထလာပြီးတော့ဝမ်လင်ရှီစီကိုချက်ချင်း message ပို့လိုက်တယ်ဒီလိုအဆောင်ရောင်တွေကိုငါမကြိုက်ဘူးနောင်ကြရင်ဒီကိစ္စတွေအတွက်အလုပ်ရှုံမခံကြနဲ့ဒီစကားတွေကိုခြံထားရစ်ခဲ့ပြီးကျွန်တော်ကဘာငယ်လေးဘက်ကိုတိတ်အာရုံမစိုက်တော့ဘူးနတ်မင်းကြီးပျောက်ကွယ်သွားတာကိုမြင်လိုက်ရတဲ့ဝမ်လင်ရှီကတော့စဉ်းစားတွေးတောနေတဲ့မျက်နှာနဲ့ပြန်လျှောက်လာတယ်နတ်မင်းကြီးကဒီလိုအဆောင်ရောင်တွေကိုမကြိုက်ဘူးဆိုပေမဲ့နတ်မင်းကြီးကငါတို့ရွာကိုမျက်နှာသာပေးနေမှာတော့ငါတို့ကဘာမှမလုပ်ဘဲနေလို့မဖြစ်ဘူးတွေးကြည့်ရင်ငါတို့ဘက်ကဘာတိုးတက်မှုမှမရှိရင်သူတို့ကငါတို့ကိုအတိမတ်ပြုမှာမဟုတ်ဘူးဝမ်လင်ရှီကအားလုံးကိုစဉ်းစားပြီးတော့ရွာသားတွေကိုကွင်းပြင်မှာစုဝေးဖို့ချက်ချင်းခေါ်လိုက်တယ်အလယ်မှာရက်နေတဲ့လင်ရှီကိုရွာသားတွေကပျော်ရွှင်တဲ့မျက်နှာတွေနဲ့ကြည့်နေကြတယ်လင်ရှီကောင်မလေးနတ်မင်းကြီးစီကတခြားညွှန်ကြားချက်တွေရှိသေးလားလင်ရှီကခေါင်းခါပြလိုက်တယ်ဒါကိုကြားတော့နတ်မင်းကြီးကအများကြီးမတောင်းဆိုဘူးဒါပေမဲ့ငါတို့ကဒီအတိုင်းငြိမ်နေလို့မဖြစ်ဘူးရွာမှာလူကြီးရောကလေးပါတက်လို့ရတဲ့ကြောင်းတစ်ကြောင်းဖွင့်ဖို့ငါဆုံးဖြတ်လိုက်တယ်တင်ယူခြင်းတဲ့သူဘယ်သူမှဆိုလာတက်လို့ရတယ်ဒီစကားလဲထွက်လာရောပတ်ဝန်းကျင်ကရွာသားတွေစူညံသွားကြတယ်အထူးသဖြင့်အိမ်မှာကလေးငယ်လေးတွေရှိနေတဲ့မိဘတွေပေါ့ကောင်မလေးရဲ့တကယ်ပြောနေတာလားတကယ်ပဲကြောင်းတက်လို့ရအောင်မလားလင်ရှီကရတာပေါ့ငါတို့ရွာလေးပူပူကောင်းလာတဲ့၍နတ်မင်းကြီးလဲဒါကိုကြည့်ပြီးပျော်ရွှင်နေမှာပါဒီဘဝမှာအနာဂတ်မျှော်လင့်ချက်မရှိတော့ဘူးလို့ခံစားနေရတဲ့ရွာသားအများပြားရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝဲတက်လာတယ်။ရွင်နင်ကစရင်ပေးခြင်းနဲ့ရွာသားတွေကိုချက်ချင်းစရင်သွင်းပေးတယ်။အဲ့ဒီထဲမှာအသက်နှစ်နဲ့ငယ်ရွယ်ကလေးတွေပါတယ်လို့အရွယ်ရောက်ပြီးသားလူလက်ပိုင်းအမျိုးသမီးတွေလည်းပါတယ်။ဘီတက်ကလထိုင်ပေါ်ကအဖွားတောင်ဖတ်ငိုတဲ့အထိပဲလောကကြီးကပညာတတ်တွေကိုဘလောက်အလေးထားလဲဆိုတာကိုမြင်နိုင်တယ်။သူတို့ကအပြင်ဘက်ကအချိန်ကိုကြည့်လိုက်တယ်ကဘာငယ်လေးကိုအစာကျွေးရမယ့်အချိန်ရောက်တော့မယ်။
စတုထမြောက်တပည့်မလေးရွမ်ချင်းချီကမိဖို့ကြောင့်တဲ့ကိုစောစောစီးစီးရောက်နေပြီးဆရာတခင်လိုအပ်တဲ့အစားအစာတွေကိုစတင်ပြင်ဆင်နေတဲ့အဲ့ဒီအချိန်မှာတပည့်ကြီးဖြစ်တဲ့ရှီလင်ရှီကမိဖို့ကြောင့်နဲ့ဝင်လာတယ်။သူ့ရဲ့ညီမငယ်ရွမ်ချင်းချီကလက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေကိုလှီးဖြတ်နေတာကိုတွေ့တော့နားမလည်တဲ့မျက်နှာနဲ့ကြည့်တဲ့စတုထညီမငယ်နင်ဘာလုပ်နေတာလဲဟင်းသီးဟင်းရွက်တွေကိုဒီလောက်တောင်ကြေမွားနေအောင်လှီးနေပါလားကြည့်ရတာစားကျင်စရာတောင်တိတ်မရှိတော့ဘူးဆရာတခင်ကသူ့အကြိုက်ကိုပြောင်းလိုက်တာများလားတပည့်တွေအားလုံးသိကြတဲ့စတုထညီမငယ်ရွမ်ချင်းချီကနေ့တိုင်းဆရာတခင်အတွက်အစားအစာတွေလုပ်ပေးရတယ်အလုပ်ရှုပ်ပေမဲ့ဒါကဆရာတခင်ရဲ့အပေါ်ပါဆုံးညှဉ်းပန်းနှိပ်စက်နည်းတစ်ခုပဲရွမ်ချင်းချီကတပည့်ကြီးရဲ့အမေးကိုဖြေဖို့ခေါင်းလဲလိုက်တယ်ဒါပေမဲ့ဟင်းသီးဟင်းရွက်လှီးနေတဲ့လှုပ်ရှားမှုကတော့လုံးဝမရက်သွားဘူးစားဖို့လားဒါကဆရာတခင်အတွက်မဟုတ်ဘူးမကြသေးခင်ကဆရာတခင်ကပင့်ကူအုပ်စုတစုမွေးထားပုံရတယ်ဒါတွေကသူတို့ကိုကျွေးဖို့လေတပည့်ကြီးရှီလင်ရှီကချက်ချင်းမျက်မှောင်ကျုပ်သွားတယ်ပင့်ကူရဲလားဒီလိုပြောပြီးရှီလင်ရှီရဲ့ပါဇက်ထောက်မှာတယော်တဲ့အပြုံးတစ်ခုပေါ်လာတယ်ဆရာတခင်ကတကယ်ကိုဂရုစိုက်တတ်တာပဲဒါကသူလိလာထားတဲ့လူတွေကိုညှဉ်းပန်းနှိပ်စက်မဲ့နီလန်တစ်တစ်ခုတော့မဖြစ်နိုင်ပါဘူးဒါကိုကြားတော့ရွမ်ချင်းချီကခေါင်းခါပြလိုက်တယ်အဲ့ဒီလိုပုံတော့မပေါ်ပါဘူးကဲပါဒါတွေပြောမနေကြဆိုနဲ့ကျမမှမလီရသေးတဲ့တခြားဟင်းတွေရှိသေးတယ်ခဏနေလို့ဆရာတခင်တွေ့ရင်ဒေါသထွက်လိမ့်မယ်အဲ့ဒီလိုပြောပြီးရွမ်ချင်းချီကဘေးနားကဘဲဥငံကိုကောက်ကင်ပြီးအလုရှုံနေတော့တယ်ဒီလိုပြောရင်းတပည့်ကြီးကသူ့အင်ဂျီလက်ကိုခောက်တင်ပြီးကူညီဖို့ပြင်လိုက်တဲ့စတုထညီမငယ်ငါကူလုပ်ပေးမယ်မကြခင်မှာပဲရွမ်ချင်းချီကတပည့်ကြီးရဲ့အကူအညီနဲ့ပါဝင်ပစ္စည်းတွေအားလုံးကိုပြင်ဆင်ပြီးသွားတယ်နောက်တစ်စက္ကန့်မှာရွမ်ချင်းချီကပါဝင်ပစ္စည်းအားလုံးကိုဒဲအိုးကြီးထဲလောင်းထည့်လိုက်တယ်လက်ထဲကဇွန်းနဲ့လည်းစက်တိုက်မွေနေတဲ့ဘဲဥငံစံပြုတ်တအိုးချက်ဖို့ပြင်ဆင်နေတာပါတပည့်ကြီးကဘေးမှာရဲရဲဝံ့ဝံ့ရက်နေတယ်ဆရာတခင်မွေးထားတဲ့ဒီပင့်ကူအုပ်စုကချက်ပြုတ်ထားတဲ့အစားအစာတွေကိုစားမယ်လို့ငါမထင်ထားဘူးဒါပေမဲ့နေဟင်းခတ်အမွေးကြိုင်တွေအများကြီးထည့်လိုက်တယ်နော်အိမ်မွေးတိရစ္ဆာန်တွေကဒီလောက်ငန်တာကိုစားနိုင်မှသေချာလို့လားကျွန်တော်မီးဖို့ချောင်းတကားဝကိုရှောက်လာရင်းနဲ့စိတ်အိုက်သွားပြီးကိုကောင်းကိုရိုက်လိုက်မိတယ်အားငါအရင်ကကဘာငယ်လေးကလူတွေကိုအစာကျွေးဖို့ပဲအလုပ်ရှုပ်နေတာသူတို့ရဲ့စားဝတ်နေရေးအတွက်လေနေ့စဉ်သုံးဖို့ဟင်းခတ်အမွေးကြိုင်တွေပေးဖို့ငါလုံးဝကိုမေ့သွားတာပဲဒီအချိန်မှာပဲရွမ်ချင်းချီရဲ့ရှင်းလင်းတဲ့အတန်ထွက်လာတဲ့တပည့်ကြီးအမရဲ့အနောက်မှာရွှေရောင်နှုတ်မုတ်ပကံတစ်ချက်ရှိတယ်အဲ့ဒါကိုယူပြီးအစားတောက်တက်တာနဲ့ထည့်လိုက်ပါမနက်ကဆရာတခင်ယူလာတဲ့အစားတောက်တက်တာကအလွတ်ဖြစ်နေတယ်ဒါကဆရာတခင်ရဲ့အကြိုက်ဆုံးအစားအစာဖြစ်မယ်ထင်တယ်အဲ့ဒီအခါမှာတပည့်ကြီးရဲ့မျက်နှာထားကချက်ချင်းထိတ်လန့်သွားတယ်ချက်ချင်းရှိကိုတိုးပြီးရွမ်ချင်းချီရဲ့လက်ကိုဆွဲကင်လိုက်တယ်ဘာကိုဂယုစိုက်ရမှလဲဆရာတခင်ကမိဖို့ကြောင့်လဲလာသွားတာလားစတုထညီမငယ်နေတခုခုထိခိုက်ဒဏ်ရာရထားတာရှိလားငါ့ကိုပြဆန်းရှိလင်ကစတုထညီမငယ်ရဲ့ခန္ဓာကိုယ်ကိုရှေ့နောက်သေးချလိုက်စစ်ဆေးနေတော့တယ်စတုထညီမငယ်လေးဆရာတခင်ရဲ့အနိုင်ကျင့်တာကိုခံလိုက်ရမှာကိုသူအယမ်းကြောက်နေခဲ့တာလေရွှန်ကသူ့အမရဲ့စိုးရိမ်နေတဲ့မျက်နှာကိုကြည့်ပြီးမရေပဲမနေနိုင်တော့ဘူးရပါတယ်အမကြီးရဲ့ကျမတကယ်ဘာမှမဖြစ်ပါဘူးမယုံရင်ကြည့်လေလို့ပြောပြီးရွမ်ချင်းချီကချက်ချင်းလှည့်ပြလိုက်တယ်အမကြီးကစတုထနီမလေးမှာဘာတန်ရာမှမတွေ့ရတော့မှတက်ပြင်းချနိုင်သွားတယ်ဒါပေမဲ့သူ့မျက်နှာကပြန်ပြီးနားမလည်နိုင်ဖြစ်သွားတယ်ငါ့ကိုအယမ်းလန့်သွားစေတာပဲနင်ဘာမှမဖြစ်လို့တော်သေးတာပေါ့ဒါပေမဲ့ဆရာရဲ့အပြုတ်မူကဒီရက်ပိုင်းနည်းနည်းထူးဆန်းနေတယ်ဘသူကိုမှမရိုက်တာရက်တော်ကြပြီရွမ်ချင်းကသူ့ကောင်းကိုကုတ်ပြီးခဏစဉ်းစားလိုက်တယ်ဟုတ်တယ်လို့ပဲနော်ဒါပေမဲ့ဒါကောင်းတဲ့ကိစ္စမဟုတ်ဘူးလားဒီလိုဆိုရင်အမကြီးလည်းကျင့်စဉ်တွေမှာပိုအာယုံစိုက်နိုင်တာပေါ့အမကြီးကသူ့ဘေးနားကရေတစ်ခွက်ကိုယူပြီးတကြိုက်ထဲမောတောက်လိုက်တယ်ပြီးတော့ရွမ်ချင်းချီကိုနားမလဲတဲ့မျက်နှာနဲ့ကြည့်ပြီးနင်မသိပါဘူးပြီးခဲ့တဲ့အချိန်ငါလေးကျင့်နေတော့ဆရာအရန်ချစ်တဲ့မတ်မုံပင်ကိုမတော်တဆချိုးမိသွားတယ်သူစိတ်မဆိုးဘူးလေဒါကမုံတိုင်းမလာခင်ငြိမ်သက်နေတာပဲဖြစ်ရမယ်ဆရာကငါတို့ကိုကြွယ်ရမှာညှဉ်းပန်းဖို့ပြင်နေတာဖြစ်မယ်ဒါကိုကြတော့ရွမ်ချင်းချီကရုတ်တရက်လက်ထဲကဇုံးကိုတောင်မကင်နိုင်တော့ဘူးသူ့မျက်နှာကအရင်လိုကြောက်ရွံ့တဲ့ပုံစံပြန်ဖြစ်သွားတယ်အာငါဘယ်လိုလုပ်ရမလဲဆရာရရင်အရန်နာတာပဲအမကြီးကချက်ချင်းပဲသူ့ကိုနှစ်သိမ့်ပေးလိုက်တယ်ကြောက်နေတဲ့စတုထညီမလေးကသူ့ရင်ဘတ်ကိုပုတ်ပြီးချိန်တွေလိုက်တယ်မကြောက်ပါနဲ့ငါမှတကယ်ကိုအားကိုးစရာရှိပါတယ်ငါကအရေးတူအသားချမ်းမို့လို့နာမကိုမကြောက်ပါဘူးသူတို့တွေအရန်ပဲအာယုံဆိုင်နေလို့လားဒါမှမဟုတ်သူတို့ရဲ့လက်ရှိခံစားချက်တွေတဲ့လုံးလုံးနှိမ့်မြုပ်နေလို့လားတော့မသိဘူးကျွန်တော်မိဖို့ချောင်းထဲရောက်နေတာကိုတော့သတိမထားမိကြဘူးသူတို့နှစ်ယောက်ကျွန်တော်လှူရှာမှုကိုသတိမထားမိသေးတဲ့အချိန်လေးကိုအခွင့်ကောင်းယူလိုက်တယ်တပည့်၄ယောက်လုံးကိုမြန်မြန်ချက်ပြုတ်ပေးလိုက်တယ်အားလုံးကိုနေရာလွတ်ထဲထည့်လိုက်တယ်ကျွန်တော်ရဲ့တိတာတဲ့လှူရှာမှုကြောင့်တပည့်နှစ်ယောက်ရဲ့အာယုံကိုချက်ချင်းရသွားတယ်ဒါပေမဲ့ရှီလင်ရှီကတော့စနစ်ကရွေးချယ်ထားတဲ့ကောင်းကင်ဘုံရဲ့ဂုဏ်ယူစရာပုံကိုပြီးသွားပါတယ်
သူ့မျက်လုံးထဲမှာအံ့ဩသွားတဲ့အရေးရောင်လေးတစ်ချက်ပဲပေါ်လာတာကိုကျွန်တော်မြင်လိုက်ရတယ်ပြီးတော့သူ့မျက်နှာကပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်သူကကျွန်တော်ကိုယူသေးတဲ့မျက်နှာနဲ့အယူသေးပေးတယ်ဒီရက်ပိုင်းရာသီဥတုကအေးနေတယ်ဆရာကျမ်းမာရေးရောကောင်းရဲ့လားကျွန်တော်မျက်ခုံးပင်းလိုက်မိတယ်ကျွန်တော်တပြင်းမချပဲမနေနိုင်တော့ဘူးအိုးရှင်အင်ဘက်ကသူတို့ကိုဒီလိုမျိုးညှဉ်းပန်းထားတာကိုရှီလင်ကစိတ်ရင်းမပါပဲစိုးရိမ်တဲ့စကားတွေကိုတကယ်ပြောထွက်တာပဲတကယ်ပဲမင်းမှာဒီလောက်သီးခံနိုင်စွမ်းရှိရင်ဘာလို့အောင်မြင်မှာပဲကျွန်တော်ဘေးနားမှာတတိထားနေတဲ့တပည့်၄ယောက်ကိုကြည့်လိုက်တယ်ဒီတပည့်၄ယောက်ရဲ့တတိကအရင်လိုပဲတင်းငယ်နေတော့မှကြည့်ရတာပညာရေးကိုအားပေးရမယ့်အချိန်ရောက်ပြီထင်တယ်သူတို့နှစ်ယောက်ကိုထားဖို့လက်ကပြလိုက်တယ်ပြီးတော့တပည့်၄ယောက်ကိုပြေဆုံးတဲ့အပြုံးတစ်ခုနဲ့ပြုံးပြလိုက်တယ်ဟွမ်ချင်းကထောက်ပြတယ်ဒီရက်ပိုင်းမင်းတို့တော်တော်ကောင်းကောင်းလုပ်နေကြတယ်တိုက်တိုက်ဆိုင်ဆိုင်ကမှဟင်းခတ်အမွေးကြိုင်နည်းနည်းလိုနေလို့ပါမင်းတို့လည်းငါ့ကိုနည်းနည်းလောက်ဟန်ဆောင်ကူညီပေးပါဟွမ်ချင်းကဆရာရဲ့ကြောက်စရာကောင်းတဲ့အပြုံးကိုမြင်လိုက်ရတော့ရုတ်တရက်စပိုးမှာချမ်းစိမ့်သွားတယ်မတက်ရက်လိုက်တဲ့အချိန်မှာတော့မရက်နိုင်တော့ဘူးဒီလိုပြောပြီးအမကြီးကရွမ်ချင်းချီရဲ့လက်မောင်းကိုအမြန်ဆွဲကင်လိုက်တယ်ပြီးတော့စတုတ်ထမီမလေးကိုခေါင်းညှိပြလိုက်တယ်ရွမ်ချင်းကအမကြီးရဲ့အားပေးမှုကိုတတိထားပြီးတော့သူ့စိတ်ထဲမှာတိတ်မကြောက်တော့ဘူးရွမ်ချင်းချီကဟင်းခတ်အမွေးကြိုင်တွေရှိတဲ့စင်စီကိုတန်းတန်းမတ်လျှောက်သွားတယ်ပြီးတော့တစ်ခုချင်းစီစခွဲနေတယ်ဒီအချိန်မှာကျွန်တော်နောက်ကတပည့်၄ယောက်ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတယ်ကြောက်တတ်တဲ့ရွမ်ချင်းချီကသူ့နောက်ကျောကဆူရှားတဲ့အကြည့်ကိုခံစားနေရတဲ့ဖိအားတွေကပိုများလာတယ်သူဟင်းခတ်အမွေးကြိုင်တွေအကုန်ထုတ်ပိုးပြီးအစားတောက်ဘူးတွေထည့်ပြီးတဲ့အထိစောင့်နေလိုက်တယ်သူ့ခန္ဓာကိုယ်ကချွေးတွေနဲ့ရွှဲနေပြီရွမ်ချင်းချီဒီလောက်စူးစမ်းပန်းစားလုပ်နေတာကိုကျွန်တော်မြင်နေတေချာတာပေါ့အကျိုးခံစား권လုံးဝမရှိတာတော့မဟုတ်ပါဘူးကျွန်တော်ဟင်းလင်းပြင်လက်စွပ်တကွင်းကိုထုတ်ပြီးရွမ်ချင်းချီစီပြစ်ပေးလိုက်တဲ့အဲ့ဒီလိုပြောပြီးပြင်ဆင်ထားတဲ့အစားတောက်ဖူးကိုယူပြီးကျွန်တော်ထွက်လာခဲ့တဲ့တပည့်နှစ်ယောက်ပဲမျက်လုံးပြူပြီးကြံခဲ့တယ်ကျွန်တော်စိတ်ရှုပ်သွားတယ်ကထူပုံးဘေးမှာထိုင်ပြီးဘီလိန်လေးတွေရဲ့ဘဝကိုစိတ်ဝင်စားနဲ့စောင့်ကြည့်နေတဲ့ရွာသားတွေရဲ့မျက်နှာတွေကအရင်လိုမိုင်းညို့မနေတော့တာကိုကျွန်တော်တွေးလိုက်ရတယ်အဲ့ဒီအစားသူတို့အားလုံးပျော်ရွှင်မှုအပြည့်နဲ့အပြုံးတွေအစားထိုးလာကြတယ်အိမ်တိုင်းကအသက်ဝင်နေကြတဲ့ချမ်းသာတဲ့သူတွေကမျက်နှာမှာစုပြီးအဝတ်တွေလျှော်နေကြတယ်ငယ်ရွယ်ပြီးခွန်အားရှိတဲ့အမျိုးသားတွေကလက်ကွင်းထဲမှာကြိုးကြိုးစားစားအလုပ်လုပ်နေကြတယ်ခြံဝင်းငယ်လေးထဲမှာတော့ကလေးတွေရဲ့တည်တက်တဲ့စာဖတ်တန်တွေကိုကြားနေရတယ်ဒါကအရင်ကကျွန်တော်မြင်ခဲ့ရတဲ့တက်ဝင်လှုပ်ရှားမှုမရှိတဲ့ရွာလေးမဟုတ်တော့ဘူးအခုချိန်မှာတော့လူတိုင်းရဲ့မျက်နှာကအနာဂတ်ဘဝအတွက်မျှော်လင့်ချက်တွေနဲ့ပြည့်နှက်နေတယ်ဒီထဲမှာကုသပေးနိုင်တဲ့ဆေးလုံးတချို့ပါတယ်အဲ့ဒါကိုတောက်လိုက်ရင်မင်းရဲ့တန်ရာတွေကရက်အနှဲငယ်အတွင်းတက်တာသွားလိမ့်မယ်ဒီရက်ပိုင်းတွေမှာငါစီကိုအစားတောက်တွေလာပို့เสียရမလို့တော့ဘူးအိမ်ထဲမှာပဲမင်းရဲ့တန်ရာတွေကိုဂရုစိုက်လိုက်ပါရွမ်ချင်းချီကဟင်းလင်းပြင်လက်စွပ်ကိုယူပြီးစစ်ဆေးကြည့်လိုက်တယ်ဒါကတကယ်ပဲကုသပေးနိုင်တဲ့ဆေးလုံးတွေပဲအဆင့်မြင့်ဆုံးတောင်ဖြစ်နေသေးတယ်ရွမ်ချင်းချီရဲ့မျက်နှာကမယုံကြည်နိုင်တဲ့အမူအရာတွေနဲ့ပြည့်နေတယ်ဒါဆရာပဲဒါကကျမအတွက်လားကျွန်တော်ခေါင်းကြီးပြလိုက်တဲ့မျက်လုံးတွေကမိဖို့စီကိုရောက်သွားတယ်ဘဲဥငံအသားပါဆံပြုတ်ကကြက်တော်မယ်လုံးတွေပဲအဆင့်မြင့်ဆုံးတောင်ဖြစ်နေသေးတယ်ရွမ်ချင်းချီရဲ့မျက်နှာကမယုံကြည်နိုင်တဲ့အမူအရာတွေနဲ့ပြည့်နေတယ်ဒါဆရာပဲဒါကကျမအတွက်လားကျွန်တော်ခေါင်းကြီးပြလိုက်တဲ့မျက်လုံးတွေကမိဖို့စီကိုရောက်သွားတယ်ဘဲဥငံအသားပါဆံပြုတ်ကကြက်တော်မယ်ဒီအချိန်မှာရွမ်ချင်းချီကသူ့စိတ်ထဲကအံ့ဩမှုကိုဂရုမစိုက်နိုင်တော့ဘူးအရန်ကိုပါနတ်စွာနဲ့ဒဲအိုးတွေကဆံပြုတ်ကိုကျွန်တော်စီကမ်းပေးတယ်ဒီအချိန်တော့အတွင်းမှာကျွန်တော်လည်းအလုံးမလုံးပဲမနေပါဘူးလက်ကိုဝေးရန်လိုက်တဲ့ထောက်မှရှိတဲ့ဆန်နဲ့ဂျုံမုံတွေကိုဟင်းလင်းပြင်းနဲ့ချက်ချင်းထည့်လိုက်တယ်ဘာပဲဖြစ်ဖြစ်ဒီနေ့လီလီပူရှန်ကိုပေးမဲ့အစားအစာကလောလောဆယ်ချက်ပြုတ်ထားတဲ့အစားအစာတွေပဲတနေ့ကျွန်တော်မှအရေးကြီးတဲ့ကိစ္စတစ်ခုခုရှိလို့ဒီဆန်နဲ့ဂျုံမုံဖြူတွေကိုအချိန်မီမကျွေးနိုင်ရင်တော့ဘီလိန်လေးတွေကလည်းပိုက်ဆာမှာမဟုတ်ဘူးအပြင်ဘက်ကဝင်တော့မဲ့နေလုံးကိုကြည့်ပြီးဖြည်းဖြည်းချင်းနှက်ခမ်းကိုဟားလိုက်တဲ့ညစာစားချိန်ရောက်တော့မယ်အဲ့ဒီအချိန်မှာကလေးတစ်ယောက်ကကောင်းကင်မှာကျွန်တော်မျက်နှာပေါ်လာတာကိုမြင်သွားတဲ့စိတ်လှုပ်ရှားစွာနဲ့ခုန်ပေါက်နေတယ်နတ်မင်းကြီးအကူပြန်ပေါ်လာပြီးဒီစကားလဲထွက်လာရောဟန်တွေရွာကရွာသားတွေအားလုံးအလဲကကွင်းပြင်ကိုတက်ရက်ရောက်လာကြတယ်နောက်တစ်စက္ကန့်မှာပဲရွာသားတွေကလူလူသေးသေးဒူးထောက်လိုက်ကြတယ်ပြီးတော့တက်ရက်တဲ့အတန်တစ်ခုထွက်လာတယ်ကျေးဇူးပြုပြီးအစားအစာပေးသနာပါရွာသားတွေရဲ့နှိမ်ချတဲ့တောင်းဆိုမှုတွေကိုကျွန်တော်ကြည့်ပြီးအယမ်းကိုစိတ်မသက်မသာဖြစ်သွားတယ်ချက်ချင်းပဲလက်ကိုမြောက်ပြီးရွာသားတွေကိုထားဖို့အချက်ပြလိုက်တယ်မင်းတို့ဒီလိုလှုပ်เสียမလိုပါဘူးငါကလည်းအမြဲတမ်းကိုးကွယ်ခံရတာကိုမကြိုက်ဘူးကျွန်တော်အတန်ကိုကြားနိုင်တဲ့ဟန်ဆူးရွာကကလေးတွေချက်ချင်းမတက်ရက်ပြီးကျွန်တော်စကားကိုပြန်ပြောပြတယ်နတ်မင်းကြီးအကူကငါတို့ဒူးထောက်တာကိုမကြိုက်ဘူးတဲ့အားလုံးမြန်မြန်ထားကြပါ
ရွာသားတွေကမပေါ်ဆိုင်ရဲကြဘူးနတ်မင်းကြီးရဲ့စကားကြောင့်တယောက်ပြီးတယောက်ထလာကြတယ်ဝမ်လင်းရှိတယောက်တည်းပဲအပြစ်ရှိတယ်လို့ဖြစ်နေတဲ့သူကိစ္စတွေကိုရှုပ်ပွားအောင်လုပ်မိပြီလို့ထင်နေတယ်ဝမ်လင်းရှိတိတိတတ်တာစိတ်တက်ကြနေတာကိုကျွန်တော်သတိထားမိပေမဲ့ဓာတ်ရိုက်တော့မနစ်သိမ့်ပေးခဲ့ဘူးရွာကအကြောင်းကိုပြန်ဆောက်ဖို့အဆိုပြုထားတယ်ဝမ်လင်းရှိကကျွန်တော်သူနဲ့ဓာတ်ရိုက်စကားပြောမယ်လို့မမျှော်လင့်ထားဘူးသူမျက်နှာကခဏလောက်အံ့ဩသွားတယ်ပြီးတော့အမြန်ကောင်းကြီးပြတယ်ကျွန်တော်ဝမ်လင်းရှိကိုသဘောကျတဲ့အကြည့်နဲ့ကြည့်လိုက်တယ်မင်းအလုပ်ကောင်းကောင်းလုပ်ခဲ့တယ်ဒါကအနာဂတ်မှာရွာရဲ့တိုးတက်မှုအတွက်အရန်ထောက်ကူဖြစ်လိမ့်မယ်အကြောင်းကြားလိုက်ပါစားဖို့အချိန်ရောက်ပြီဒါကိုကြားတော့ဝမ်လင်းရှိရဲ့မူလကဝမ်းနဲ့နေတဲ့မျက်နှာကချက်ချင်းပျောက်သွားတယ်အဲ့ဒီအစာအတိမတ်ပြုခံရလို့ဝမ်းသာကြည်နူးမှုတွေအစားထိုးလာတယ်ပြီးတော့ရွှေနေနဲ့အတူရွာသားတွေကိုတန်းစီဖို့ချက်ချင်းစီစဉ်တယ်ရွှေနေကကျွန်တော်ဝမ်လင်းရှိကိုချီးကျူးတာကိုမနာလို့မဖြစ်ဘူးအဲ့ဒီအစာရွာသားတွေကိုစီမံခန့်ခွဲတဲ့စီကံပိုင်းမှာသူကိုယ်တိုင်အပြည့်အဝပါဝင်ဆောင်ရွက်တယ်ခဏလေးအတွင်းမှာပဲရေကိုတဲဆောင်လာတဲ့ရွာသားတွေဟာခွက်သေးသေးလေးတွေကိုကင်ပြီးအစားတောက်အတွက်တန်းစီဖို့အစင်းသင်းဖြစ်နေကြပြီးဒီမြင်ကွင်းကိုကျွန်တော်စောင့်ကြည့်နေတယ်ကျွန်တော်နည်းနည်းတော့ရဲချင်းစိတ်ကိုမထိန်နိုင်ဘူးဒီရွာသားတွေကတကယ်ကဘာတွေကလိုပဲသူငယ်တန်းကကလေးတွေနဲ့အတူတူပဲပြီးတော့ကျွန်တော်ကသူတို့အတွက်ဟင်းချက်ပေးတဲ့ဆရာပေါ့ခဏနေတော့စတုတ်ထားတဲ့ပြင်ဆင်ပေးထားတဲ့ဘဲဥငံနဲ့အသားပါဆံပြုတ်ကိုဟင်းခတ်အမွေးကြိုင်တွေကနေထုတ်ပြီးရေကိုတဲဆောင်လာတဲ့ရွာကကွင်းပြင်ထဲမှာတိုက်ရိုက်ချထားပေးလိုက်တယ်ဒီဘဲဥငံအသားပါဆံပြုတ်ပကံတွေကဆန်တွေကမူလကခန္ဓာကိုယ်ကိုတန်ဆွမ်းစေဖို့အတွက်ရည်ရွယ်ထားတဲ့ချိန်မင်းကလေးကိုင်းရဲ့ထူးခြားတဲ့အရာတွေပဲမတေမျိုးချင်းစဉ်လောကကလူတွေတောင်ဒါကိုစားရင်သိတာတဲ့အကျိုးသက်ရောက်မှုတွေရှိတယ်ရေကိုတဲဆောင်လာတဲ့ရွာကရွာသားတွေသာဒီနက်သမီးတွေရဲ့အစားအစာတွေကိုစားမယ်ဆိုရင်ခန္ဓာကိုယ်ကတေချာပေါက်အစာပေါင်းများစွာပိုတန်ဆွမ်းလာမယ်လို့ကျွန်တော်ယုံကြည်တယ်။ဒီအချိန်မှာကျွေးပကံလုံးတွေကနေထွက်လာတဲ့မွှေးကြိုင်တဲ့အနံ့ကိုရွာသားတွေရလိုက်တယ်။ဒါဆန်ပြုတ်လာဘာလို့ဒီလောက်မွှေးနေရတာလဲလို့အံ့ဩတကြီးမအော်ပဲမနေနိုင်ကြတော့ဘူး။အိုးဟုတ်တယ်အဲ့ဒီဆန်ပြုတ်ပကံတွေကဆန်စီတိုင်းကငါးလက်ဝါးထက်တောင်ပိုကြီးတယ်။ရွာသားတွေကတန်းစီဖို့မစောင့်နိုင်ကြတော့ဘူးနောက်တစ်စက္ကန့်မှာဘိုက်ထဲကိုအစားအစာတွေမျိုးချဖို့မစောင့်နိုင်တော့ဘူးရွာသားတွေကိုယွင်ချင်းဝမ်ကစီစဉ်ပေးတယ်မကြခင်မှာပဲလူတိုင်းရဲ့ပကံထဲမှာစံပြုတ်တွေပြည့်သွားတဲ့ရွာသားတွေရဲ့မျက်နှာတွေကစိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နေတယ်ဒါပေမဲ့ဘယ်သူမှအငမ်းမရမစားကြတော့ဘူးဘာလို့လဲဆိုတော့ရွာသားတွေကသူတို့ဘိုးဘွားတွေရဲ့တတိပေးချက်တွေကိုစိတ်ထဲမှာမှတ်ထားလို့ပဲဒါပေမဲ့ရွာသားတွေဘာကြောင့်မှမသိဘူးစားလီလီပိုစားလီလီလို့ခံစားနေရတယ်အရွယ်မရောက်သေးတဲ့ကလေးတွေတောင်စံပြုတ်နှစ်ပန်းကန်ဆက်တိုက်စားကြတယ်လင်းချင်းဝမ်ကိုယ်တိုင်ကငငယ်ကလေးကတိုင်းပညာလေ့ကျင့်လာတာစားနိုင်တဲ့ပမာဏကတာမန်လူတွေနဲ့မတူဘူးဒါပေမဲ့အခုသူတို့စံပြုတ်လေးပန်းကန်စားပြီးသွားပြီးဗိုက်ပြည့်တယ်လို့မခံစားရသေးဘူးခန္ဓာကိုယ်ကလည်းအရင်လိုမလေးလံတော့ဘူးပတ်ဝန်းကျင်ကရွာသားတွေရဲ့အတန်တွေကလည်းစက်တိုက်ထွက်ပေါ်နေတယ်ဒါပေမဲ့အားလုံးကခန္ဓာကိုယ်ပြောင်းလဲမှုတွေအကြောင်းကြီးပဲယွင်ချင်းကကုံတော့မဲ့ဘဲဥငံနဲ့အသားပါဆံပြုတ်ကိုမြင်လိုက်တဲ့ခေါင်းကိုမော့ပြီးတက်တိမွေးလိုက်တယ်ပြီးတော့ဂယုတဆိုင်မေးလိုက်တယ်နတ်မင်းကြီးတခြားပါများရှိသေးလဲကျွန်တော်ပြုံးပြီးခေါင်းကြီးပြလိုက်တဲ့အားလုံးယုံယုံကြည်ကြည်နဲ့စားလို့ရပါတယ်ငါစီမှာရှိတာကမင်းတို့ဗိုက်ပြေးဖို့ပါပဲယွင်ချင်းဝမ်ကကျွန်တော်စကားကိုပျော်ရွှင်တဲ့မျက်နှာနဲ့ရွာသားတွေကိုချက်ချင်းပြန်ပြောပြတယ်ဟာနတ်မင်းကြီးကအားလုံးကိုယုံယုံကြည်ကြည်နဲ့စားခိုင်းတယ်မလောက်မှမပူနဲ့တဲ့ဒီလိုပြောပြီးတော့ရွာသားအများပြားကနောက်ထပ်တပန်းကန်ထပ်တောင်းဖို့လာကြတယ်။ဘိုက်အပြည့်စားပြီးသွားတော့ရွာသားတွေအားလုံးဘိုက်ကြီးကားပြီးမြေကြီးပေါ်လဲကျသွားကမလုံနိုင်ကြတော့ဘူး။အဲ့ဒီအချိန်မှာကျွန်တော်ကအလွတ်ဖြစ်သွားတဲ့ကျွေးပကံလုံးကိုပြန်ယူလိုက်တယ်။အစားစားပြီးရင်စားဖို့တတိလေးတချို့ချထားပေးလိုက်တယ်။ဒီမှာစားပြီးရင်စားဖို့တတိလေးတချို့ရှိတယ်။မင်းတို့အရင်ယူသွားလို့ရတယ်။ဘိုက်စာမှာစားကြဖို့မဟုတ်ရင်အပြင်မှာထားရင်ဖုံတွေတက်ပြီးစားလို့မရဖြစ်သွားလိမ့်မယ်။ရွာသားတွေရဲ့မျက်လုံးတွေကအယောင်လဲသွားတယ်တတိဆိုတဲ့စကားလုံးကသူတို့စီမှာမရှိတာကြာပြီလေအခုလိုဘိုက်ဝအောင်စားရယုံတယ်မကဘူးဒီလိုလက်ဆက်တဲ့တတိတွေကိုပါစားရလိမ့်မယ်လို့မထင်ထားခဲ့ဘူးဒီအချိန်မှာရွာသားတွေကလမ်းမလျှောက်နိုင်တဲ့သူတို့ခန္ဓာကိုယ်တွေကိုဂယုမဆိုင်နိုင်တော့ဘူးမြေကြီးပေါ်ကနေရုန်းကန်ပြီးထားကြတဲ့တတိတွေကိုယူပြီးပျော်ပျော်ရွှင်ရွှင်နဲ့အိမ်ပြန်သွားကြတယ်ညဘက်ရောက်လာပြီးရွာသားတွေမိပိတ်ပြီးအိပ်ယာဝင်ကြတယ်ယွင်ချင်းဝမ်ရဲ့အဖွားကခြံဝင်းထဲမှာထိုင်နေတဲ့သူကသူ့မြေးကိုလေးလေးနက်နက်ပြောနေတယ်ချင်းဟန်နတ်မင်းကြီးတွေကိုမြင်ရတာမင်းအတွက်ဂုဏ်ယူစရာပဲဒါပေမဲ့လူတိုင်းကဝိုင်းပြီးမြောက်ထိုးပင့်ကိုလှုပ်တာကြောင့်လမ်းမကိုမရောက်သွားစေနဲ့နော်ယွင်ချင်းဟွမ်ကသူ့အဖွားရဲ့လက်ကိုကင်လိုက်တယ်လေးလေးနက်နက်ကတိပေးတယ်စိတ်မပူပါနဲ့အဖွားကျွန်တော်မလုပ်ပါဘူးအခုကျွန်တော်ရဲ့တာဝန်ကကျွန်တော်တို့ရွာကိုကာကွယ်ဖို့ပါအဲ့ဒီလိုပြောလိုက်တဲ့အချိန်မှာယွင်ချင်းဝမ်ကသူ့ခန္ဓာကိုယ်ထဲမှာရှင်းပြလို့မရတဲ့စွမ်းအားတစ်ခုတက်လာတာကိုခံစားလိုက်ရတယ်သူ့လက်တွေထဲမှာအဆုံးမရှိတဲ့ခွန်အားတွေရှိနေတယ်လို့ပဲ
ယွင်ချင်းဝမ်ချက်ချင်းမတက်ရက်ပြီးဘေးနားကတစ်သားသားကိုယူကာဓာတိုင်းကွက်အတော်များများကိုကစားလိုက်တယ်အဲ့ဒီတော့မှသူ့ခန္ဓာကိုယ်ထဲကစွမ်းရည်တွေထွက်သွားတယ်လို့ခံစားရတယ်ဒါပေမဲ့အဲ့ဒီနောက်မှာပိုက်ထဲကကွီးကွီးမြည်တမ်းထွက်လာတယ်ရွှေနေကနတ်မင်းကြီးပေးတဲ့တတိကိုထုတ်ပြီးတလုံးချင်းစီပိုက်ထဲကိုမျိုးချလိုက်တယ်တစ်ချိန်တည်းမှာပဲဝမ်လင်ရှီကအိမ်မှာရေကိုတဲဆောင်လာတဲ့ရွာရဲ့စီမင်းစည်းကမ်းတွေကိုရေးဆွဲနေတဲ့ရုတ်တရက်ပူလောင်မှုတစ်ခုသူ့စီကြားရောက်လာတယ်လို့ခံစားလိုက်ရပြီးသူ့မျက်နှာကလည်းหนีရဲလာတယ်ဒီအချိန်မှာလင်ရှီကတခင်မလေးတယောက်ရဲ့စီကန်းတွေကိုဂယုမဆိုင်နိုင်တော့ဘူးတကားပေါက်ကနေချက်ချင်းပြေးထွက်သွားတယ်မရက်ခင်ရွာကို10ပတ်ကျော်လောက်ပတ်ပြေးလိုက်တယ်ကြည်လင်နေတဲ့ချွေးပေါက်လေးတွေကလင်ရှီရဲ့မျက်နှာပေါ်ကနေစီးကျလာတယ်ဒါပေမဲ့ရှက်ရွံ့တဲ့အရေးအယောင်လုံးဝမရှိဘူးစန့်ကျင်ဘက်အနေနဲ့သူ့ရဲ့အလှကိုပိုပြီးပေါ်လွင်စေတယ်ပြီးတော့လင်ရှီကလေ့ကျင့်ခန်းလုပ်ခြင်းအဖြစ်သူ့ခန္ဓာကိုယ်ထဲကအပူဓာတ်အလုံးကိုထုတ်လွှတ်လိုက်တယ်ခန္ဓာကိုယ်ကချွေးတွေနဲ့ရွှဲနစ်နေပြီးလင်ရှီကရေချိုးဖို့ရေနွေးစတည်တဲ့အလုပ်တွေအများကြီးလုပ်ပြီးတဲ့နောက်မှာတော့ကောင်းကင်ကတဖြည်းဖြည်းလင်းလာတယ်။လင်ရှီကကောင်းကင်ကိုစဉ်းစားတွေးတောနေတဲ့မျက်နှာနဲ့မကြည့်ပဲမနေနိုင်တော့ဘူး။ငါခန္ဓာကိုယ်ကဘာတွေဖြစ်နေတာလဲဘာလို့ရုတ်တရက်ကြီးခန္ဓာကိုယ်ခွန်အားတွေဒီလောက်တိုးလာရတာလဲ။ဒီအချိန်မှာလင်ရှီကညဘက်တုန်းကနတ်မင်းကြီးပေးခဲ့တဲ့ဘဲဥငံနဲ့အသားပါဆံပြုတ်ကိုတတိယသွားတဲ့ရုတ်တရက်သူ့မျက်လုံးတွေအယောင်လဲသွားတယ်ငါတိပြီးအရင်ကနွားနိုးတောက်တုံးကဘာမှထူးခြားမှုမရှိခဲ့ဘူးဒါကအဲ့ဒီစံပြုတ်ပကံတွေကစံတွေပဲဖြစ်ရမယ်အဲ့ဒီထဲမှာခန္ဓာကိုယ်ကိုတန်ဆွမ်းစေတဲ့စွမ်းရည်တွေပါနေတာပဲဒီလိုပြောပြီးတော့လင်ရှီရဲ့ဘိုက်ကလည်းဆာလာတာနဲ့အရင်ကသူယူထားတဲ့ရွှေရောင်လုံးမုံကိုလှည့်ယူပြီးဘိုက်ဖြစ်လိုက်တယ်ဝယ်လင်ရှီနဲ့ယွင်ချင်းဝန်တို့ရဲ့ထူးခြားမှုကိုကျွန်တော်သတိထားမိလိုက်တယ်ရှင်းလင်းသွားတဲ့မျက်နှာပဲနတ်ဖျားရဲ့စွမ်းအားကဒီလောက်တောင်အစွမ်းထက်တာကိုကျွန်တော်ဆုံးဖြတ်ချက်မှန်သွားတဲ့ပေါ်လေးရွာသားတွေရဲ့ခန္ဓာကိုယ်တွေပူတန်ဆွမ်းလာတယ်ရွာအတွက်လည်းလုံခြုံရေး1000တနေရာကနေအထောက်အကူဖြစ်စေမှာပါအိတ်ခမ်းအပြင်ဘက်ကမှောင်မဲနေတဲ့ကောင်းကင်ကြီးကိုကြည်ရင်တန်းဝေလိုက်ပြီးဂယုမဆိုင်တော့ပဲနေလိုက်တဲ့လူပူလေးတွေလည်းအိယာဝင်ကြပြီလေဒါပေမဲ့ကျွန်တော်မသိခဲ့တာကဒီညမှာရွာသားတွေအများကြီးဟာအိမ်မက်မက်နေရင်းကနေဆာလောင်လုံးလို့နိုးလာကြတယ်ဆိုတာပါပဲနတ်ဖျားရဲ့အစားအစာကိုရခဲ့တဲ့ရွာသားတွေဟာတန်ကောင်ရံမှာထပြီးထမင်းထချက်ကြတယ်တချိန်ကစားစရာမရှိခဲ့တဲ့ရွာလေးဟာအမှောင်ထဲမှာနိုးထလာတဲ့ချက်ပြုတ်နေတဲ့မိကိုငွေတွေဝေလွင့်နေတဲ့အစားအစာကိုမဖြုံးတီးရက်တဲ့ရွာသားတွေကတော့ရေနဲ့ပဲပိုက်စားတာကိုဖြေဖြောက်ကြရတယ်မိုးလင်းတဲ့အထိစောင့်ကြတာပေါ့အစာကျွေးဖို့အချိန်မှန်ကျွန်တော်ထလာတဲ့လူပူလေးတွေကအစောကြီးကလေးကစုဝေးနေကြတာကိုမထင်မှတ်ပဲတွေးလိုက်ရတယ်ကွင်းပြင်ထဲမှာစာပွဲတွေကလတ်ထိုင်တွေခုံတန်းလျားတွေတောင်ရှိနေပြီရွာသားတချို့စိုးရိမ်တကြီးဖြစ်နေတာကိုကျွန်တော်ရှင်းရှင်းလင်းလင်းမြင်နေရတဲ့မစောင့်နိုင်တော့တဲ့ပုံစံတွေလေသူတို့ကိုပထမဆုံးအချိန်စတွေ့တုန်းကအခြေအနေကိုပြန်ရောက်သွားသလိုပဲအချိန်ကိုမောကြည့်လိုက်မိတယ်ကျွန်တော်ထပ်နောက်ကြတာလည်းမဟုတ်ဘူးလေသူတို့တွေရက်ပေါင်းများစွာဗိုက်စာနေတဲ့ပုံစံမျိုးဘာလို့ပေါက်နေကြတာလဲမင်းညကနတ်ဖျားဆံပြုတ်တပန်းကန်ကြောင့်များလားအဲ့ဒီလိုတွေးပြီးတာနဲ့နေရာလွတ်ထဲမှာပြင်ဆင်ထားတဲ့အစားအစာတွေကိုကျွန်တော်မြန်မြန်ထုတ်လိုက်တယ်လက်တစ်ချက်ဝေးရမ်းလိုက်တာနဲ့အစားအစာတွေအားလုံးကိုရေထွက်ရွာလေးရဲ့ကွင်းပြင်အလဲမှာချထားပေးလိုက်တယ်မနက်ခင်းမှာစီများတာတွေစားဖို့မတင်တော့ဘူးလေစနစ်ကပေးထားတဲ့အစာကျွေးမဲ့လမ်းညွှန်ချက်တွေတိုင်းပဲလုပ်ရမယ်ပြောင်းဆန်ပြုတ်ပြင်ဆင်ထားတယ်ပေါက်စီတွေရဲ့ထမင်းနဲ့လိုက်ဖက်တဲ့ကော်ဖီထုတ်ချင်းဆက်ရဲ့ပေါ့မျော်လင့်နေကြတဲ့ရွာသားတွေရဲ့မျက်လုံးတွေကချက်ချင်းအယောင်လင်းလာတဲ့ပကံတွေတူတွေကိုကင်ပြီးစနစ်တကျတန်းစီကြတဲ့လူတိုင်းရဲ့မျက်နှာမှာအစားအစာကိုတောင့်တနေတဲ့ပုံစံတွေပေါ်လွင်နေတယ်နောက်တစ်စက္ကန့်မှာပဲအစားအစာတွေအပြည့်ထည့်ထားတဲ့ကျွေပကံလုံး3လုံးစလုံးပြောင်းတလင်းခါသွားတဲ့ပကံအောက်ခြေတောင်မမြင်ရတော့ဘူးအယောင်တောင်ပြန်ဟက်နေတယ်လို့ပဲပြောင်းဆင်သွားတာမြေကြီးပေါ်လဲကျသွားတဲ့ရွာသားတွေကိုကြည့်ပြီးကျွန်တော်ရဲ့ခြင်းစိတ်ကိုမထိန်နိုင်ဘူးမင်းညကနတ်ဖျားဆံပြုတ်အာနီတင်ကတေးသေးလေးမဟုတ်ဘူးထင်တယ်လူပူလေးတွေအရန်ပိုက်စာနေကြတာကိုနောက်တစ်ခါဆိုရင်သူတို့အတွက်အစားအစာပိုးပြင်ဆင်ပေးရမယ်ဘာစကားမှမပြောဘဲအလွတ်ဖြစ်သွားတဲ့ကျွေပကံလုံးကိုကျွန်တော်လှမ်းယူလိုက်တယ်လူပူလေးတွေအတွက်နေ့လည်စာဘာကျွေးရမလဲလို့စဉ်းစားနေတာဒါပေမဲ့ကျွန်တော်ရဲ့ဒီလုပ်ရက်ကလူပူလေးတွေကြားမှာအထိတ်တလန့်ဖြစ်သွားစေမယ်လို့မထင်ထားခဲ့ဘူးရွာသားတယောက်ကဝမ်လင်းရှီကိုမျောလင်းတကြီးကြည့်နေတာမြင်လိုက်တယ်လင်းရှီကောင်မလေးဒီနေ့နတ်ဖျားမှာဘာညွှန်ကြားချက်ရှိသေးလဲဒါကိုကြားတော့လင်းရှီကခေါင်းခါပြလိုက်တယ်နတ်ဖျားကဒီနေ့ဘာမှမပြောဘူးတဲ့ရွာသားတွေရဲ့မျက်နှာပေါ်ကမူလပျော်ရွှင်နေတဲ့အမူအရာတွေကချက်ချင်းကိုပြောင်းလဲသွားတယ်ငါတို့အများကြီးစားလိုက်လို့နတ်ဖျားကမနစ်မြို့ပဲဒေါသထွက်သွားတာများလားတခြားရွာသားတွေကလည်းသူတို့ရဲ့ဆူထွက်နေတဲ့ဘိုက်တွေကိုငုံကြည့်လိုက်ကြတယ်ဒီနေ့တော့ငါပုံမှန်ထက်ပိုစားနိုင်နေတယ်လို့ခံစားရတယ်နတ်ဖျားကငါတို့ရွာကိုမျက်နှာသာမပေးဘဲနေမှာတော့မဟုတ်ပါဘူးနော်တိတာတိရင်ငါနည်းနည်းပဲစားခဲ့ပါတယ်ရွာသားတွေရဲ့အတန်တွေတယောက်ပြီးတယောက်ထွက်ပေါ်လာတယ်အားလုံးကအများကြီးစားမိသွားတာကိုနောက်တရနေကြတယ်နတ်ဖျားကိုစိတ်မချမ်းမသာဖြစ်စေခဲ့ပြီးဆိုပြီးတော့လေအခြေအနေတွေတဖြည်းဖြည်းထိမ့်မနိုင်သိမ့်မရဖြစ်လာချိန်မှာပဲယွင်ချင်းဝမ်ရဲ့မွေးရပါစွမ်းအားကကြောက်တုံးကြီးတုံးကိုတိုက်ရိုက်ခွဲချလိုက်တယ်တ
တိတ်သွားတာပဲယွင်ချင်းဝမ်ရဲ့ဒီကြောက်စရာကောင်းတဲ့လုပ်ရက်ကအရန်ထိရောက်တယ်လို့ပြောရမယ်ဒါကိုမြင်တော့ရွာသားတွေအားလုံးစကားပြောရက်သွားတယ်အားလုံးရဲ့အာယုံကစင်မြင့်ပေါ်ကယွင်ချင်းဝမ်စီရောက်သွားတယ်ဒီအချိန်မှာဝမ်လင်ရှီကဖြည်းဖြည်းချင်းစကားဆပြောတယ်မလန့်ကြပါနဲ့ပထမအချက်အနေနဲ့နတ်ဖျားစီမှာဒေါသထွက်တဲ့လက္ခဏာမရှိပါဘူးငါတို့တွေအရန်ကြီးမတွေးကြပါနဲ့ဒုတိယအချက်အနေနဲ့နတ်ဖျားကအလုဖြစ်နေတဲ့ပကံကိုအချိန်မီယူသွားနိုင်ခဲ့တယ်ဒါကနတ်ဖျားကငါတို့ကိုအမြဲစောင့်ကြည့်နေတယ်ဆိုတာပြနေတာပဲဒီလိုပြောပြီးဝမ်လင်ရှီကကောင်းကင်ကိုယိုသေးလေးစားတဲ့မျက်နှာနဲ့မောကြည့်လိုက်တယ်သူကခိုင်မာတဲ့မျက်လုံးတွေနဲ့ဆက်ပြောတယ်ငါတို့ကဘိုးဘွားတွေရဲ့လက်ဆောင်တွေကိုချီးပဲအမြဲအားကိုးနေလို့မရဘူးငါတို့ဘဝကိုငါတို့ရက်တည်ရမယ်မနေ့ကနတ်ဖျားကငါ့ကိုရေရင်းမြစ်တစ်ခုပေးခဲ့ပြီးဒါဆိုရင်ငါတို့ကြိုးကြိုးစားစားအလုပ်လုပ်ရမယ်ဘိုးဘွားတွေကိုစိတ်ပြတ်အောင်မလုပ်ကြနဲ့ဒီစကားလဲထွက်လာရောရွာသားတွေရုတ်တရက်သဘောပေါက်သွားကြတယ်ဟုတ်တယ်ငါတို့ဘာတွေဆုံးရှုံးနေလို့လဲနတ်ဖျားကငါတို့ရွာကိုတောင်အောက်ကျပြီးမျက်နှာသာပေးနေပြီပဲနတ်ဖျားနဲ့စကားထိုင်ပြောချင်နေသေးတာလားတခြားရွာသားတွေကလည်းတယောက်ပြီးတယောက်ခေါင်းငိတ်ထောက်ခံကြတယ်နတ်ဖျားကအရန်ကိုသဘောကောင်းနေပြီလို့ထင်ပါတယ်အရင်ကငါမိသားစုကြီးတစ်ခုမှာအလုပ်သွားလုပ်ခဲ့ဘူးတဲ့ပတ်စံအများကြီးမရတာတော့မပြောနဲ့တော့တခါတလေစကားပြောမှရင်အသက်အန္တရာယ်တောင်မလုံခြုံဘူးဘယ်သူမှသတိမထားမိတဲ့အချိန်မှာရွာသားတွေရဲ့မျက်နှာပေါ်ကအထိတ်တလန့်ဖြစ်နေမှုတွေပျောက်သွားတာကိုဝမ်လင်ရှီမြင်လိုက်တဲ့တိတ်တဆိတ်တက်ပြင်းချနိုင်သွားတယ်တကယ်တော့ဝမ်လင်ရှီရဲ့စိတ်ထဲမှာလည်းတိတိကျကျမသိပါဘူးနတ်ဖျားဒေါသထွက်နေလားမထွက်ဘူးလားဆိုတာ तू မသိဘူးဒါပေမဲ့နတ်ဖျားရဲ့နူးညံ့တဲ့စိတ်သဘောထားကိုသူ့စိတ်ထဲမှာပြန်တတိရလိုက်တယ်ဒီကိစ္စလေးအတွက်တော့ဒေါသထွက်မယ်မထင်ပါဘူးလေဝမ်လင်ရှီတယောက်တည်းတွေးရောက်နေတော့လေထဲကနေအေးဆက်ဆက်အတန်တစ်ခုထွက်လာတယ်အဲ့ဒီအတန်ကဝမ်လင်ရှီကိုရင်အေးသွားစေတယ်မင်းတို့ရဲ့အစာအိမ်တွေကအရင်ကတည်းကအားနေနေတာဒီမနက်တော့ပေါ့ပေါ့ပါပါလေးပဲစားကြနေ့လေကြရင်ဒါထက်ဆက်ဆက်ပိုကောင်းတဲ့အစားအစာတွေရှိလိမ့်မယ်ဝမ်လင်ရှီကကျွန်တော်စကားကိုပြန်ပြောပြလိုက်တဲ့အခါပတ်ဝန်းကျင်တစ်ခုလုံးစူညံသွားတယ်ရွာသားတွေအားလုံးဝမ်းသာလုံးဆူသွားကြတယ်မနေနိုင်ပဲဒူးထောက်ချလိုက်ကြတယ်တောင်းတတိုင်ရှိပါစေပေါ့ဒီတခါတော့ကျွန်တော်ကြည့်ပဲကြည့်နေလိုက်တယ်ရွာသားတွေရဲ့လုပ်ရက်ကိုမတားဆီးတော့ဘူးဘာလို့လဲဆိုတော့သူတို့အားလုံးကစိတ်ရင်းမှန်နဲ့ကျေးဇူးတင်နေကြတာကိုကျွန်တော်သိလို့လေဒါပေမဲ့လောလောဆယ်ကျွန်တော်ဘာမှပြန်မလုပ်ပေးနိုင်သေးဘူးနောက်ဆုံးတော့ဒီရွေးချယ်မှုပဲရှိတာပေါ့ကဲပါမင်းတို့ရဲ့ကျေးဇူးတင်စကားတွေကိုငါလက်ခံရရှိပါပြီနေ့လေကြရင်ဒီကိုအချိန်မှန်ပြန်လာစုကြမကြခင်မှာပဲရွာသားတွေလူစုခွဲသွားကြတယ်ဒါပေမဲ့ဒီမနက်မှာရွာသားတွေအားလုံးအားမနေကြဘူးဝမ်လင်ရှီနဲ့ယွင်ချင်းဝမ်တို့ရဲ့အမိတ်ပေးမှုအောက်မှာအားလုံးအလုရှုံနေကြတယ်ယွင်ချင်းဝမ်ကတန်မာတဲ့လူငယ်တချို့နဲ့လက်သမားတွေကိုရွေးထုတ်လိုက်တယ်အစားအစာတွေထဲဖို့ရေကန်တွေနဲ့ပုံးတွေကိုအရင်ဆုံးစီစဉ်ရမယ်ငါတို့ကိုယ်တိုင်ရှင်းလင်းရမယ်ဘိုးဘွားတွေကိုချီအမြဲဝင်တော့ဝင်ပိုးသွားလို့မရဘူးလေဝမ်လင်ရှီကကြံတဲ့ရွာသားတွေကိုဥဆောင်ပြီးစပားခင်းတွေထဲမှာကြိုးကြိုးဆဆအလုပ်လုပ်ကြတယ်ရွာသားတွေကနေပူထဲမှာချွေးတွေရွှဲနေပြီးဖြစ်ပေမဲ့ဘယ်သူမှညှဉ်းညူတာမရှိဘူးပြင်းစရာကောင်းပြီး၆တွေ့မနေတော့တဲ့စပားခင်းတွေကိုရွာသားတွေကကြည့်နေကြတယ်သူတို့မျက်နှာပေါ်ကပျော်ရွှင်မှုကဖော်ပြလို့တော့မရနိုင်ဘူးအချိန်တွေမြန်ကုန်ဆုံးသွားတယ်မကြခင်မှာပဲနေ့လယ်စာစားချိန်ရောက်လာတယ်ရွာသားတွေလက်ထဲကအလုပ်တွေကိုချထားခဲ့ပြီးဟန်ဆူးရွာရဲ့ကွင်းပြင်စီအမြန်ပြေးလာစုဝေးကြတဲ့အစာကျွေးမဲ့အချိန်ကိုစောင့်နေကြတဲ့ရွာသားတွေကိုကျွန်တော်ကြည့်လိုက်တဲ့စကားတွေအများကြီးပြောမနေတော့ပါဘူးလက်တစ်ချက်ဝေ့ရမ်းလိုက်ပြီးပြင်ဆင်ထားတဲ့အစားအစာတွေကိုဓာတ်ရိုက်ချထားပေးလိုက်တယ်ဒါပေမဲ့ဒီနေ့လယ်စာကမနက်ကလိုအရေးကျဲဟင်းချိုတွေနဲ့လုံးဝမတူတော့ဘူးဒါကရွာသားတွေအတွက်ကျွန်တော်အထူးပြင်ဆင်ပေးထားတဲ့ဟင်းသုံးပွဲနဲ့ဟင်းချိုတစ်ခွက်ပါအဲ့ဓာတွေကတော့ဝတ်သားနီချက်ငါးပေါင်းခရမ်းကျင်သီးနဲ့ကြက်ဥမွေကျော်တို့ဖြစ်တယ်ရင်းကြီးနဲ့ကြက်ဥဟင်းချိုပူပူလေးတစ်ခွက်လည်းပါတယ်နောက်တစ်စက္ကန့်မှာပဲအသားဟင်းတွေရဲ့မှုေးကြိုင်တဲ့အနံ့ကရွာတရွာလုံးကိုပြန့်နှံ့သွားတယ်ရွာသားတွေကကွင်းပြင်အလဲကအစားအစာတွေကိုစိုက်ကြည့်နေကြတယ်တွားရည်တွေကြလို့ရွာသားတွေမယုံနိုင်ဖြစ်နေတာကိုကျွန်တော်မြင်လိုက်ရတယ်ဒါကတကယ်ကြီးဝတ်သားနီချက်ပဲဒီလိုပြောရင်းနဲ့ရွာသားတယောက်မျက်ရည်ကျလာတယ်ငါတသက်မှာအသားစားရလိမ့်မယ်လို့မထင်ထားခဲ့ဘူးနတ်ဖျားတက်တော်ရကြော်ရှိပါစေပေါ့ရွာသားတွေဒီလောက်စိတ်လှုပ်ရှားနေတာအံ့ဩစရာတော့မဟုတ်ပါဘူးရွာမှာမိုးခေါင်နေတာ3-2တောင်ရှိပြီလေရွာသားတွေအတွက်စောက်ဝတ်နေရေးကအဓိကပြဿနာပဲအရင်ကမွေးထားတဲ့အိမ်မွေးတိရစ္ဆာန်တွေလည်းရောင်းစားလိုက်တာကြာပြီးအရသာမရှိတဲ့၆တွေ့တဲ့စပားတွေနဲ့ပဲအစားထိုးခဲ့ရတာမကြသေးခင်နှစ်တွေကမှမွေးလာတဲ့ကလေးဆိုရင်စီနန့်တောင်မမြည်ဆန်းဘူးငတ်သေးတော့မယ်လို့ထင်ထားခဲ့တဲ့ရွာသားတွေလေဘယ်တော့မှမထိတွေ့နိုင်တော့ဘူးလို့ထင်ထားတဲ့အစားအစာတွေအားလုံးမျက်စိရှိရောက်နေတာကိုမြင်လိုက်ရတော့စိတ်လှုပ်ရှားမှုကိုထိန်းချုပ်နိုင်မှုဆိုတာသူတို့ရဲ့အစွမ်းကုန်ပါပဲလိုအင်ဆန္ဒတွေကိုထိန်းချုပ်ထားရတဲ့ရွာသားတွေကိုကြည့်ပြီးကျွန်တော်စိတ်ထဲတက်ပြင်းမချပဲမနေနိုင်ဘူးတဘာဝဘေးအန္တရာယ်ကလူတွေကိုတကယ်ဒုက္ခပေးတာပဲကျွန်တော်အတွက်တော့ဒါတွေကတာမန်နေလေစားတွေဆိုတာသိချပါတယ်ဒါပေမဲ့ဒီလူကလေးတွေရှိမှတော့ဒါဟာအိမ်မက်ထဲကအစားအစာတွေဖြစ်နေတယ်ဒီအစားအစာတွေရှိမှရွာသားတွေကရှိကိုတောင်မတိုးရဲကြဘူး
မျက်စိရှိကအရာအလုံးကအိမ်မက်တစ်ခုဖြစ်နေမှာကိုကြောက်နေကြတဲ့မျက်လုံးဖွင့်လိုက်တဲ့အခါမြေကြီးစားပြီးဗိုက်စာရာကိုဖြေဖြောက်ရတဲ့ဘဝကိုပြန်ရောက်သွားမှစိုးရိမ်နေကြတာဒါနဲ့ကျွန်တော်ကဝမ်လင်ရှီနဲ့ယွင်ချင်းဝမ်တို့ကိုအစားအစာတွေဝေပေးဖို့အမြန်အမိန့်ပေးလိုက်တယ်ဒီအချိန်မှာဝမ်လင်ရှီနဲ့ယွင်နင်တို့လည်းအံ့ဩနေတာကနေသတိပြန်ဝင်လာတယ်9 မိနစ်တောင်မကြာလိုက်ဘူးရွာသားတိုင်းရဲ့လက်ထဲမှာဟင်းသုံးပွဲနဲ့ဟင်းချိုတစ်ခွက်ရောက်သွားတယ်ဝက်သားနီချက်ကိုပါဇက်ထဲထည့်လိုက်တဲ့အခိုက်အတန့်မှာပဲရွာသားတွေမျက်လုံးထဲမှာမျက်ရည်တွေဝဲတက်လာတယ်အရန်အရသာရှိတာပဲတကယ်ကိုအရသာရှိလွန်းတယ်ငါဘဝမှာဒီလိုအစားအစာမျိုးစားရတာတည်သွားရင်တော့တန်ပါတယ်တခြားရွာသားတွေလည်းအဲ့ဒီလိုပဲခံစားနေရတယ်ဒါပေမဲ့ဒီတစ်ခါတော့ရွာသားတွေအရင်လိုအယူအမှုမစားကြတော့ဘူးအားလုံးကဖြည်းဖြည်းချင်းဝါးစားလာကြတယ်အရသာကိုခံစားနေကြတာအစားအစာကိုပါဇက်ထဲမှာငုံထားပြီးမျိုးချဖို့တောင်နှမျောနေတယ်လို့ပဲကက်ထူဘုံနာမှာလူပူလေးတွေကိုကျွန်တော်စောင့်ကြည့်နေတော့မှရှိသေးတယ်ရုတ်တရက်တကားကိုပြင်းပြင်းထန်ထန်ခောက်တန်ကြလိုက်ရတယ်အလွတ်ဖြစ်နေတဲ့အစားအသောက်ပကံကိုကျွန်တော်အမြန်သိမ်းလိုက်ရတယ်ပြီးခါမှရွာသားတွေအရင်တစ်ခေါက်ကလို့ကြောက်ကြရက်ဖြစ်ကုန်မှစိုးလို့ချက်ချင်းပဲဝမ်လင်ရှီနဲ့ယွင်နင်တို့စီစကလန်းပြောလိုက်တယ်ငါအခုလေးတင်ကိစ္စလေးတစ်ခုရှိလာလို့အရင်သွားနှင့်မယ်မင်းတို့ဖြည်းဖြည်းစားကြအဲ့ဒီလိုပြောပြီးကျွန်တော်ထက်ကတကားသွားဖွင့်လိုက်တယ်မထင်မှတ်ပဲအပြင်မှာရောက်နေတာကတပည့်ကြီးရှီလင်းရှီဖြစ်နေတယ်သူ့လက်ထဲမှာစူးပါတဲ့ကျိန်လုံးတစ်ချောင်းကိုကင်ထားပြီးမြေကြီးပေါ်မှာဒူးထောက်ချလိုက်တာကိုတွေ့လိုက်ရတယ်သူ့မျက်နှာထားကတီးကြီးနေတဲ့ရှီလင်းရှီရဲ့ပုံစံကိုမြင်လိုက်ရတော့ရုတ်တရက်လန့်သွားပြီးသူ့ကိုမြန်မြန်ဆွဲထုတ်လိုက်တယ်ရှီလင်းရှီမင်းဘာလို့မလို့လဲဘာလို့ဒူးထောက်နေတာလဲဘာဖြစ်လို့လဲမြန်မြန်ထဆန်းပါဒါပေမဲ့ရှီလင်းရှီကဂယုမဆိုင်ပဲမြေကြီးပေါ်မှာဆက်ပြီးဒူးထောက်နေတယ်ပြီးတော့သူ့လက်ထဲကစူးကျိန်လုံးကိုပိုတင်းတင်းကြက်ကြက်ဆုပ်ကင်ထားတယ်သူ့မျက်နှာကလည်းတခုခုကိုပြက်ပြက်တတ်တာဆုံးဖြတ်ထားပုံရတယ်ဆရာကျေးဇူးပြုပြီးကျမကိုရိုက်နှက်ဆုံးမပါဒါကိုကြားတော့ကျွန်တော်ပါဇက်ထောင်ဆွန်းလေးတွန့်သွားတယ်ဒါဘာတောက်ယူရုံမှမှုတွေလဲဘာလို့ရုတ်တရက်ကြီးလူကိုရိုက်ခိုင်းနေတာလဲရှင်းရှင်း impact ရဲ့ရုပ်မာတဲ့လုပ်ရက်တွေတော့ပြန်မလာတော့ပါဘူးနော်ဒါကိုတွေးမိတော့ကျွန်တော်လည်းထပ်ပြီးအတင်းမတိုက်တွန်းတော့ဘူးအင်းလေသူ့ရဲ့ဇက်ကောင်စရိုက်အရင်မပြတ်သွားအောင်လင်းရှိကိုထခိုင်းတာပိုကောင်းမယ်ပြီးတော့စိတ်ရှည်လက်ရှည်မေးလိုက်တယ်အကြောင်းပြချက်မရှိပဲငါကဘာလို့ရိုက်ရမှာလဲမင်းငါ့ကိုအကြောင်းပြချက်တစ်ခုပေးမဟုတ်ရင်မင်းဒီမှာပဲဆက်ပြီးဒူးထောက်နေရလိမ့်မယ်မြေကြီးပေါ်ဒူးထောက်နေတဲ့ရှီလင်းရှီကနားမလည်နိုင်တဲ့ပုံစံနဲ့တတိထားပြီးစကားဆတယ်ဆရာပဲပြောခဲ့တာမဟုတ်ဘူးလားလာတိုင်းငါတို့တွေကျင့်စဉ်အတွက်ခန္ဓာကိုယ်တန့်စင်တဲ့ဆေးလုံးတွေလိုချင်ရင်စူးကျိန်လုံးနဲ့ရိုက်တာခံရမယ်လို့လေမဟုတ်ရင်ချိန်မင်းကလေးကိုင်းကနေနှင်းထုတ်ခံရမယ်ဆိုကျွန်တော်အောက်ကိုငုံပြီးလှပတဲ့ရှီလင်းရှီကိုကြည့်လိုက်တယ်သူ့မျက်လုံးထဲမှာတနာစရာကောင်းတဲ့အရေးအယောင်လေးဖြစ်ပြေးသွားတယ်ဒီမူလက်နက်ဖျားကတကယ်တရိတ်ဆန်မဲ့ဒီလောက်နူးညံ့တဲ့မိန်းကလေးကိုသူ့ရဲ့ဖောက်ပြန်နေတဲ့ဝါသနာကိုဖြည့်ဆည်းဖို့အတွက်ဒီအလုပ်တွေအကုန်လုံးကိုလုပ်ခိုင်းခဲ့တာပဲရင်းရှင်း impact ရဲ့ဒီတပည့်၄ယောက်ကတော့သူ့လက်ထဲမှာတကယ်ကိုဒုက္ခရောက်ခဲ့တာပဲရှီလင်းရှီပါကြောင့်ဒီကိုရုတ်တရက်ရောက်လာတယ်လဲဆိုတာကိုကျွန်တော်နောက်ဆုံးတော့သိသွားပြီးသူကစူးကျိန်လုံးကိုကင်ထားပြီးမကျေနပ်တဲ့မျက်နှာထားနဲ့ရက်နေတာဒါပေမဲ့ကျွန်တော်ကရင်းရှင်း impact မှမဟုတ်တာလူတွေကိုရိုက်ရတာသဘောကျတဲ့ဖောက်ပြန်တဲ့ဝါသနာလည်းမရှိဘူးချက်ချင်းပဲနေရာလွတ်ထဲကနေခန္ဓာကိုယ်တန့်စင်တဲ့ဆေးလုံးလေးလုံးကိုထုတ်ပြီးရှီလင်းရှီစီပြစ်ပေးလိုက်တယ်ဒါကခန္ဓာကိုယ်တန့်စင်တဲ့ဆေးလုံးလေးလုံးပဲမင်းဒါတွေကိုယူသွားပြီးသူတို့အားလုံးကိုတယောက်တစ်လုံးစီဝေပေးလိုက်နောက်ဆိုရင်အချိန်မှန်ငါဝေပေးမယ်ငါတကားဝမှာချိန်လုံးကင်ပြီးလာဒူးထောက်နေစရာမလိုတော့ဘူးရှီလင်းရှီကသူ့လက်ထဲကကျွတ်ရွနေတဲ့ဆေးလုံးလေးတွေကိုကြည့်လိုက်တယ်ခဏလောက်အံ့ဩမင်တက်သွားပြီးသူ့မျက်လုံးထဲကအံ့ဩမှုတွေကတန်တရားတွေဖြစ်တဖြည်းဖြည်းပြောင်းလဲသွားတယ်ဒါပေမဲ့သူအများကြီးမမေးတော့ဘူးဆရာစိတ်ပြောင်းသွားမှာကိုကြောက်လို့နေမှာပေါ့ဆေးလုံးတွေကိုပြန်ယူသွားတယ်ချက်ချင်းပဲဒူးထောက်ပြီးဥညွတ်လိုက်တဲ့ပေးသနာတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာအဲ့ဒီလိုပြောပြီးကျွန်တော်ကလူစားတဲ့ဘီလူးတကောင်လိုမျိုးထွက်ပြေးသွားတော့တယ်ဒါကိုမြင်တော့ကျွန်တော်ခေါင်းခါလိုက်မိတယ်ကြည့်ရတာမူလပိုင်ရှင်ကသူ့တပည့်တွေအပေါ်ခြံထားရိတ်ခဲ့တဲ့စိုးတော်နဲ့အမြင်တွေကိုပြောင်းလဲပစ်ချင်နေပုံပဲခီးကတော့အဝေးကြီးလိုပါသေးတယ်နေ့ရက်တွေကုန်ဆုံးသွားတဲ့ဒီအချိန်မှာဟန်ဆူးရွာလေးကအရင်လိုဆင်းရဲမနေတော့ဘူးမျက်နှာတိုင်းမှာစိတ်ပြက်အားငယ်မှုတွေမရှိတော့ဘူးဝမ်လင်ရှီနဲ့ယွင်ချင်းဝမ်တို့ရဲ့အစင်လိုက်အမိတ်ပေးမှုအောက်မှာအစားအစာတွေအတွက်ကြီးမားတဲ့တူလောင်ကန်တွေနဲ့ရေကန်တွေကိုတိဆောက်ပြီးသွားပြီးဖုံမတက်အောင်လို့စေးကြောပြီးတာနဲ့ဖုံကာစားနဲ့တောင်ဖုံးအုပ်ထားဦးမှာဝမ်လင်ရှီအရင်ကအဆိုပြုခဲ့တဲ့ကျောင်းလေးလဲအောင်အောင်မြင်မြင်တိုးချဲ့ပြီးသွားပြီးကျောင်းသားတွေလည်းပိုများလာတယ်ကလေးပဲဖြစ်ဖြစ်တက်ကြီးရွယ်အိုပဲဖြစ်ဖြစ်ယောက်ျားမိန်းမမရွေးအားလုံးကခုံသေးလေးတွေကိုစီနဲ့ဝမ်လင်ရှီရဲ့စာတင်ကြားမှုကိုနားထောင်ဖို့ကျောင်းကိုလာကြတယ်မမောမပန်းစာဖတ်နေတဲ့အတန်တွေကဟန်ဆူးရွာတရွာလုံးကိုပြန့်နှံ့နေတယ်လမ်းပေါ်မှာလည်းဂုံပြူစကားတွေကြားနေရတယ်ကျွန်တော်လည်းနေတိုင်းလူကူလေးတွေကိုအချိန်မှအစာကျွေးတဲ့တစ်ချိန်ကပိန်ချုံနေခဲ့တဲ့ရွာသားတွေကိုကျွန်တော်ရှင်းရှင်းလင်းလင်းမြင်နေရတယ်တဖြည်းဖြည်းပြည့်ဖြိုးလာကြတယ်
စကားပြောကြတဲ့အကြောင်းအရာတွေကလည်းဘလို့ရှင်တန်ရမလဲဆိုတာမဟုတ်တော့ဘူးအဲ့ဒီအစားဒီနေ့ပါစားရမလဲဆိုတာကိုမျှော်လင့်တကြီးနဲ့ဆွေးနွေးလာကြတယ်အခုဆိုရင်လူတိုင်းရဲ့မျက်နှာမှာပျော်ရွှင်တဲ့အပြုံးတွေနဲ့ပြည့်နှက်နေပြီးရွာထဲမှာစော့ကစားနေကြတဲ့ကလေးတွေကြောင့်ရေမောတန်တွေကရွာတရွာလုံးပြန့်နှံ့နေတဲ့တခါတလေမိဘတွေရဲ့စိုးရိမ်တကြီးတတိပေးတန်တွေထွက်လာတတ်တယ်ဖြည်းဖြည်းတော့ဂယုဆိုင်တော့ကလေးကသူ့မိဘတွေကိုမျက်နှာပြောင်ပြနေတာကိုမြင်လိုက်ရတယ်အားစော့ကျင်တဲ့ပုံစံလေးနောက်ကျမခံတဲ့နတ်ဖျားအကူကိုမတွေ့ရပဲနေလိမ့်မယ်အဲ့ဒီလိုပြောပြီးသူကအရေးတောင်မကြံအောင်ပြေးထွက်သွားတဲ့ဝမ်လင်ရှီကကျွန်တော်ကိုတားလိုက်တယ်နောက်တစ်ခေါက်အစာကျွေးတာအောင်မြင်ပြီးသွားတော့နတ်ဖျားခဏလောက်နေပါဦးကျွန်တော်တို့စီမှာအရှင်မင်းကြီးအတွက်ပေးစရာတစ်ခုရှိလို့ပါနောက်တစ်စက္ကန့်မှာပဲဝမ်လင်ရှီကလက်ဝဲရမ်းလိုက်တော့ရွာသားတွေကစံအိတ်တွေကိုထမ်းပြီးထွက်လာကြတယ်အဲ့ဒါကစောင်းဦးရသည့်ရိတ်သိမ်းပြီးနောက်သူတို့ရဲ့ပထမဆုံးဆန်တွေပဲကျွန်တော်ရေတွက်ကြည့်လိုက်တယ်အိတ်ကြီး10အိတ်တောင်ရှိတယ်ကျွန်တော်နားမလဲတဲ့ပုံစံနဲ့ကြည့်လိုက်တယ်ဒါကဘာသဘောလဲဝမ်လင်ရှီကကျွန်တော်ကိုအရင်ဥညွတ်လိုက်ပြီးဖြည်းဖြည်းချင်းစကားပြောတဲ့နတ်ဖျားဒါကဒီနေ့ကျွန်တော်တို့ရိတ်သိမ်းရရှိတဲ့ပထမဆုံးစပားတွေပါအရှင်မင်းကြီးရဲ့တန်ဖိုးရှိတဲ့ရေတာမရှိခဲ့ရင်ကျွန်တော်တို့ငတ်တည်နေတာကြာလာပါပြီဟာဟာဒါကကျွန်တော်တို့ရဲ့စေတနာနဲ့ငယ်ပါနတ်ဖျားလက်ခံပေးဖို့မျှော်လင့်ပါတယ်ဒီအချိန်မှာရွာသားတွေအားလုံးရဲ့မျက်နှာပေါ်ကကျေးဇူးတင်မှုကအယမ်းကိုစိတ်ရင်းမှန်ပါတယ်ဟန်ဆောင်မှုအရေးရောင်လေးတောင်ရောနှုတ်မနေပါဘူးရွာသားတွေကကျွန်တော်ကိုရိုးသားတဲ့မျက်လုံးတွေနဲ့ကြည့်နေကြတယ်ကျွန်တော်ရင်ထဲမှာမထိရှပဲမနေနိုင်တော့ဘူးသူတစ်ပါးကိုကူညီရတာဒီလောက်တောင်ကျေနပ်စရာကောင်းတဲ့အလုပ်ဖြစ်နေတာကိုရွာသားတွေရဲ့စေတနာကိုကျွန်တော်ညှင်းဖို့ဝင်လေးနေမိတယ်ဒါပေမဲ့အမတ်တရအနေနဲ့စံတအိတ်ပဲယူလိုက်တယ်မင်းတို့ရဲ့စေတနာကိုငါလက်ခံရရှိပါပြီကျန်တဲ့အရာတွေကိုတော့မင်းတို့ပဲထားလိုက်ပါဒီလိုဆိုရင်ငါပိုတောင်ပြောသေးတယ်ဝမ်လင်ရှီကကျွန်တော်စကားကိုပြန်ပြောပြတယ်ကျွန်တော်ဒီလောက်အများကြီးလက်မခံခဲ့ပေမဲ့ရွာသားတွေကနည်းနည်းလေးမှစိတ်မကောင်းမဖြစ်ကြပါဘူးအဲ့ဒီအစာအားလုံးကစိတ်လှုပ်ရှားနေကြတယ်ဘာလို့လဲဆိုတော့သူတို့အတွက်လှမ်းမမီနိုင်တဲ့သူတယောက်နဲ့အခုလိုအပြန်အလှန်ဆက်သွယ်နိုင်တာကတင်ချီးကျူးစရာကောင်းနေပြီလေရွာသားတွေကဒီနေ့ကိုတော့အထိတ်မှတ်ပွဲလုပ်ကြသေးတယ်ညဘက်မှာမိဘုံပွဲလေးဆင်နွှဲဖို့လေဒီအချိန်မှာတပည့်ကြီးကကျွန်တော်အခန်းရှိကတကားကိုထက်လာခောက်တယ်ဒါပေမဲ့ဒီတစ်ခါတော့သူစကားပြောတာကိုမဆောင်တော့ဘူးခန္ဓာကိုယ်တန့်စင်တဲ့ဆေးလုံးကိုသူ့ကိုပျော်ပျော်ရွှင်ရွှင်ပဲပေးလိုက်တယ်ဒီတလအတွင်းမှာကျွန်တော်တပည့်၄ယောက်ကိုတခါမှမရိုက်နဲ့မဆဲဆိုခဲ့ဘူးတမင်တက်တက်လဲဒုက္ခမပေးခဲ့ဘူးရှီလင်ရှီကကျွန်တော်ရဲ့အပြောင်းလဲကိုတတိထားမိလို့နေမှာပေါ့ဒီတစ်ခါတော့သူကကျွန်တော်ကိုကက်ယောဂဘေးဆိုးကြီးလို့ပုံရှောင်မနေတော့ဘူးအဲ့ဒီအစားမထွက်သွားခင်မှာအပြုံးလေးတစ်ခုပြသွားတဲ့စီလုံးအတွက်ကျေးဇူးတင်ပါတယ်ဆရာဒီရဲ့ပိုင်းရာသီဥတုကအေးနေတယ်ဆရာကခိုင်းချုပ်ကြီးဖြစ်ပေမဲ့လည်းကိုကျမ်းမာရေးကိုဂရုစိုက်ပါအောင်အဲ့ဒီလိုပြောပြီးရှီလင်ရှီလှည့်ထွက်သွားတယ်ထွက်သွားတဲ့တပည့်ကြီးရဲ့ကြောပြင်ကိုကျွန်တော်ကြည့်နေလိုက်တယ်ဒီတစ်ခါရှီလင်ရှီရဲ့စကားတွေကအရင်တစ်ခေါက်ကနဲ့ဆင်တူပေမဲ့ဒီတစ်ခါသူ့စကားတွေကစိတ်ရင်းမှန်တယ်ဆိုတာကျွန်တော်သိတယ်ကျွန်တော်မျက်လုံးတွေကအဝေးကမှောင်မဲလာတဲ့ကောင်းကင်ကြီးကိုကြည့်နေတဲ့နားကလည်းအနောက်ဘက်မှာမိဘုံပွဲအတွက်ပြင်ဆင်နေကြတဲ့လူကူလေးတွေရဲ့အလုရှုပ်နေတဲ့အတန်ကိုနားထောင်နေတယ်ကျွန်တော်ပါဇက်ထောင်ဆွန်းလေးပြုံးယောင်တန်းသွားတယ်ဒါကကျွန်တော်အိမ်မက်မက်ခဲ့တဲ့ဘဝပဲဆိုတာကျွန်တော်သိလိုက်တယ်အလုရှုပ်နေတဲ့နေ့ရက်တွေမရှိတော့ဘူးငားနေရတဲ့အိမ်လေးလည်းမရှိတော့ဘူးအဲ့ဒီအစာဂယုဆိုင်မှုတွေနှွေးထွေးမှုတွေနဲ့ပြည့်နေတဲ့ဒီကဘာလေးမှာနေရင်လူပူလေးတွေရဲ့တိုင်းပြည်လေးမှာရှိသမျှအရာအလုံးကိုကာကွယ်စောင့်ရှောက်ခွင့်ရနေပြီးဒီအချိန်မှာပျောက်ကွယ်နေတာကြာပြီဖြစ်တဲ့စနစ်ကရုတ်တရက်ပေါ်လာတယ်။အင်ရှင်အနေနဲ့စပား10ပေါင်ကျွေးမွေးတာအောင်မြင်သွားတဲ့အတွက်ဂုဏ်ပြုပါတယ်။ကြောက်တုံးရွာမြေပုံကိုအခုဖွင့်လိုက်ပါပြီ။အင်ရှင်ဆက်လက်ကြိုးစားသွားဖို့မျှော်လင့်ပါတယ်ဒုက္ခရောက်နေတဲ့ကလေးတွေကိုပို့ပြီးကယ်တင်ပေးပါကတ်ထူပုံတွေကနောက်ထပ်ပြူပြက်နေတဲ့ရွာလေးတစ်ရွာကိုကျွန်တော်ကြည့်လိုက်တယ်ရုတ်တရက်နားလေသဘောပေါက်တဲ့အပြုံးလေးနဲ့ပြုံးလိုက်မိပြီးသူ့မျက်လုံးအောက်ခြေမှာခိုင်မာတဲ့အလင်းတန်းတစ်ခုပြန်တောက်လောင်လာတယ်ကြည့်ရတာဒီခီးစဉ်ကပြီးဆုံးဖို့အများကြီးလိုသေးပုံပဲဒီလောက်မြန်မြန်ပြန်အလုပ်လုပ်ရလိမ့်မယ်လို့မထင်ထားဘူးကြောက်တုံးရွာကလူတွေရေမင်းတို့ကိုကဲတင်မဲ့သူလာနေပြီဟဲ့